ဇလန်းစမှာတိုင်ချီဆိုတဲ့ကောင်လေးတယောက်ကိုမြင်တွေ့ရမှာပါသူဟာအတိတ်ပဲမရှိတဲ့ TikTok တွေကိုကြည့်ပြီးအချိန်ဖြုံးနေတတ်တဲ့ညင်ညံသေးကလည်းတမင်ပေါင်းတစ်လုံးစာလောက်ပဲရှိတယ်ဂျပန်ကတမန်ထက်တောင်ကြောင်းသားလေးတယောက်ပေါ့သူကိုယ်သူနောက်ခံဇက်ကောင်လို့လူမျိုးမှန်းမသိပဲနဲ့ရင်ထွန်းနဲ့လာပါတဲ့ကလေးဘဝကောင်မလေးတငယ်ချင်းကိုရင်းသူဘေးမှာရှိနေတဲ့သူကိုယ်သူဇက်လိုက်ကြီးလို့ထင်နေတာပေါ့ဒါပေမဲ့တနေ့မှတော့အရာလုံးပြောင်းလဲသွားခဲ့ပါတယ်ကြောင်ကနေပြန်လာတဲ့အချိန်သူ့ခြေတော်အောက်မှာထူးဆန်းတဲ့မျက်လက်စဝိုင်းကြီးတစ်ခုပေါ်လာတာကိုထိုင်ချီသတိထားမိလိုက်တယ်။ဒီရိုးကောင်ကဒါကိုပြန်ရောက်တော့မဲ့ရွက်ကြောထင်ပြီးတော့ရင်းကိုပါဒီစဝိုင်းထဲတွန်းချလိုက်ပါတော့တယ်။ရင်းကသူ့ကိုစမ်းဆွဲလိုက်တဲ့အတွက်နှစ်ယောက်စလုံးတခြားကပါတစ်ခုကိုရောက်သွားခဲ့ကြတယ်။မျိုးလုံးပွင့်လာတဲ့အခါထိုင်ချီဟာစိန်လန်းတဲ့မြကင်းကြီးထဲရောက်နေတာကိုတွေ့လိုက်ရတယ်။သူတို့ဖုန်းထုတ်ကြည့်တော့လေအင်တာနက်ရောဖုန်းလိုင်းမှာဘာမှမရတော့ပါဘူး။အစားကတော့ CGI တွေဘာတွေလို့ထင်ခဲ့ပေမဲ့အခုတော့တကယ်စစ်ကြီးဖြစ်နေတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီချိန်မှာအရမဦးဂျိုးတွေကြောက်မှတ်ဖွယ်မျက်လုံးတွေနဲ့မျက်နှာဘလူးကြီးတွေကောင်ရုပ်တက်ပေါ်လာပြီးသူတို့စီခုံအုပ်ပါတော့တယ်။တန်ကြီးကရင်းကိုဆွဲပြီးတည်လေးရှောင်လိုက်နိုင်တယ်။နှစ်ယောက်စလုံးတေမဲ့အစားတယောက်ပဲတေတာကပိုကောင်းမေဆိုပြီးတန်ကြီးကရင်းကိုဝေးပြေးခိုင်းလိုက်ပါတယ်။ရင်းကိုကယ်ဖို့အတွက်တန်ကြီးကဘလူးကြီးအယုံဆိုင်မှုကိုရအောင်အမျိုးမျိုးစေးတိုင်းထွာပြီးစွာပါတော့တယ်။ဘလူးကြီးသူနောက်လိုက်လာတဲ့ချိန်တရားတော့မယ်လို့ထင်လိုက်ပေမဲ့ဘေးနာကနေလေလိုင်းဓာတ်တိုက်ခိုက်မှုတကူရောက်လာပြီးဘလူးကြီးရဲ့လေပင်ကိုအတီးကျထိမှန်သွားပါတယ်။အဲဒီနောက်ပရာတာလို့ခေါ်တဲ့ထိပ်ပြပြောင်းလူတယောက်ထွက်လာပြီးဓာတ်နဲ့ဝင်ခုတ်ပါတယ်။မင်းဘလူးကြီးကပါဇက်ကနေမီးတွေမှုတ်ပြီးပြန်ချပေမဲ့ချုံမုတ်ထဲကနေရူတာဆိုသူကအပြစ်လိုက်တဲ့အမဲရောင်မော်များတစ်စင်းကဘလူးကြီးခြေထောက်ကိုသွားမှန်ပါတယ်။နောက်ဆုံးမှာတော့မီလာလို့ခေါ်တဲ့မော်ဆရာမလေးကမီးမော်စွမ်းအင်းနဲ့ဘလူးကြီးကိုအဆုံးသတ်လိုက်ပါတယ်။သူတို့၃ယောက်ဟာဒီဒေသကဘလူးတွေကိုရှင်းလင်းပုံ900ခံထားရတဲ့စွန်သားသူဂိုင်းကဖြစ်ကြောင်းမိတ်ဆက်ကြပါလေ။ဒီဖြစ်ဖြစ်တွေကိုကြည်ပြီးထန်ကြီးတယောက်သူတို့ကစိတ်ကူးရင် RPG game လိုကဘာမျိုးကိုရောက်နေတယ်ဆိုတာသိကြသွားပါတယ်။အဲ့ဒီညမှာပဲစွန်သားသူတွေကတိုင်ချီတို့ကိုအနည်းဆုံးအပိုင်ယာမျိုးကိုလိုက်ပို့မယ်လို့ကတိပေးပါတယ်။ထန်ကြီးကလည်းသူတို့ထားခဲ့ပြီးပြေးခိုင်းခဲ့လို့စိတ်ဆိုးနေတဲ့ရင်းကိုပရာတာရဲ့အကြံပေးမှုနဲ့ပြန်ချောခဲ့ပြီးညဘက်မှာတည်းသူတို့နှစ်ယောက်ပြန်လဲတင်းမြတ်သွားခဲ့ကြပါတယ်။နောက်တနေ့မနက်မှာတော့သူတို့ Empire မျိုးကိုရောက်လာကြပါတယ်။မီဒီယာက PP တိုင်ချီကစွန်သားသူလို့ကိုဆုံးဖြတ်လိုက်ပါတယ်။သူတို့ကဒီကဘာကစာတွေကိုဖတ်တဲ့ပြောတတ်နားလိုက်တာကိုသတိထားမိပြီးဒါကမော်စွမ်းအားတစ်ခုတော့ဖြစ်မယ်လို့ကောက်ချက်ချလိုက်ပါတယ်။ဂိုင်းမှာအဲဂျိုကောင်မလေးတယောက်ကသူတို့ကိုတလင်းကြောက်လုံးတစ်ခုနဲ့မော်စွမ်းရည်စမ်းသက်ပါတယ်။အစားကတော့သူတို့မှမော်စွမ်းမရှိဘူးလို့ထင်ခဲ့ပေမဲ့ရင်းစမ်းသက်လိုက်တဲ့အခါတလင်းကြောက်လုံးမှာရှားပါအယောင်၄မျိုးအထိထွက်လာလို့အားလုံးအံ့ဩသွားကြရတယ်။တန်ချီရတော့သူကလက်တင်လိုက်တဲ့တင်ကြောက်တလုံးကြီးအဲကွဲသွားပါတော့တယ်။သူတို့နဲ့ဂိုင်းတို့ကြီးဖြစ်သူဂျရက်နဲ့နာမည်ကြီးစီရာဆွန်သားသူရွှေုံသားသမားမိုင်ရာတို့ရောက်လာပြီးသူတို့ကိုတာမန်နီလာနဲ့မပုတ်တင်ပြီးလို့မရပဲအထူးစမ်းသပ်မှုတစ်ခုလုံးကိုတော့အထိုက်ကအိမ်ငိုလေးတကုံးစီကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာတော့ကိုလုံးကပေါ်တောက်တင်းတင်းနဲ့လီမီယာဆိုတဲ့ဆီယာမကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။လီမီယာကတေတာကရိယာတွေနဲ့သူတို့ရဲ့မော်စွမ်းရင်ပမာဏနဲ့မော်စွမ်းအားကိုတိုင်းတာလိုက်တဲ့အခါသူတို့ရဲ့ကိန်းကနန်းတွေဟာဒီကဘာမှာမရှိလောက်အောင်ကိုမြင့်မားနေကြောင်းတွေ့လိုက်ရပြီးသူတို့ကိုတပည့်အဖြစ်ချက်ချင်းလက်ခံလိုက်ပါတော့တယ်။ဒီချိန်ထဲမှာပဲအမောင်လူထဲကလူတစုကမော်စင်းခေါ်တဲ့အခမ်းအနားကိုနောက်ဆက်ခဲ့ပေမဲ့တခြားကဘာကလူတွေတိုင်ချီတို့ရောက်လာခဲ့ပြီးဖြစ်ကြောင်းသူတို့ရဲ့ခေါင်းဆောင်သတင်းပို့နေတဲ့မြင်ကွင်းကိုလည်းတွေ့လိုက်ရပါတယ်။ဒီမီယာကသူတို့ရဲ့စွမ်းအင်တွေကိုထုတ်ဖော်ပြောပြပါတယ်။တန်ချီရဲ့စွမ်းအင်ကမော်စွမ်းအား12000စွမ်းအားနဲ့4000စွမ်းအားရှိပါတယ်။ရင်းရဲ့မော်စွမ်းအားက39000နဲ့စွမ်းအား9000ရှိပါတယ်။တာမန်ထက်နှစောတဝင်မော်ဆရာတွေတောင်စွမ်းအား1000လောက်ပဲရှိတာကြောင့်သူတို့နှစ်ယောက်ကဒီကဘာမှာအင်အားကြီးဆုံးတတော်ဝါတွေစည်ရင်တဲ့ဝင်သွားပါပြီ။ဒီနိုင်ငံရဲ့အစွမ်းထက်ဆုံးမော်ဆရာဖြစ်တဲ့လီမယာကိုတိုင်တော်စွမ်းအား4300ပဲရှိတာပါ။လီမယာကသူတို့တာတိကျလက်ကျစ်နိုင်ရဲ့အစရန်တွေထက်အများကြီးတောင်တော့မှဖြစ်ပြီးတန်ကြီးဆိုရင်တယောက်ထဲနဲ့တန်းမီတွေကိုတော့စစ်ခင်းနိုင်တဲ့အထိစွမ်းအားကြီးလာမယ်လို့တွေးဆောင်ပြောဆိုလိုက်ပါတယ်။နောက်နေ့မနက်မှာတော့လီမယာကမော်ပညာရဲ့အခြေခံတွေကိုစတင်ကြားပေးပါတယ်။မော်ပညာမှာမီးရေနေလေဆိုပြီးတော့အခြေခံ၄မျိုးရှိပြီးရင်းကတော့ရှားရှားပါပါ၄မျိုးစလုံးကိုသုံးနိုင်တဲ့ပါရမီရှင်လေးတယောက်ပါတန်ချီကတော့ဘယ်အစွမ်းတွေမှာသုံးနိုင်လဲမသိရသေးပေမဲ့လီမီယာကသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာတွေမြင့်တင်ဖို့အတွက်အခြေခံတွေကိုအရင်သင်ပေးပါတယ်တန်ချီလေးချင်းဂန်းကလုံနေတော့လုံးဝစမ်းကြဲတဲ့ကောင်မလေးတယောက်ရဲ့ကွလက်လို့ပြောလိုက်တဲ့အတန်ကိုသူတယောက်တည်းကြားလိုက်ရပါတယ်တစ်ဖက်မှာတော့မိုင်ယာကရင်းကိုမော်ဂါဓာတွေအသုံးပြုနေတင်ပေးနေပြီးရင်းဟာချက်ရှင်းမဲ့အပြာရောင်မီးတောက်တွေဖန်တီးနိုင်တဲ့အထိတိုးတက်လာပါတယ်။အနေခင်းရောက်တော့ရင်းတယောက်ပြန်မန်းနေတဲ့တန်ကြီးစီသွားကြည့်တဲ့အခါမှာတော့သူတို့ရဲ့စိတ်လုံးရှားပွဲဇက်လန်းကပိုပြီးအရှိန်ဟုန်ပြင်းစွာဆက်လက်အသက်ဝင်လာပါတော့တယ်။
လက်နဲ့အပြည့်ပြင်လေ့ကျင့်ပြီးတဲ့နောက်မှာတော့တန်ချီတယောက်တော်တော်လေးပြန်ပန်းနေပါပြီ။အားလုံးမြင်တော့ရင်းကသူ့ကိုအားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တန်ချီလည်းနောက်တစ်ချိန်ချမ်းမှန်စူးစမ်းဖို့ဆုံးဖြတ်ပြီးသူ့ရဲ့ညာဘက်လက်မှာမော်ဆွမ်းရင်တွေကိုစူးစီးကြည့်လိုက်ပါတယ်။အဲဒါလိုလုံးနေတော့စောစောကကလေးတန်လေးကိုထပ်ကြားရပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံဉာဏ်လေးတွေပေးလိုက်တာကြောင့်သူ့လက်ကြီးကမင်းတီလုံးကြီးစလုံးလိမ့်ထင်လာပြီးအောင်မြင်သွားပါတော့တယ်။ရင်းကိုရောအဒီတန်ကြားလိုက်ရလားလို့သူကမေးပြီးတရေများလားလို့တွေးပြီးတော့ရင်းတယောက်ကြက်တီးထသွားပါတော့တယ်။အဲ့တော့သူတို့ညစာစားဖို့သွားကြတဲ့အခါလီမယာကသူတို့ရဲ့တိုးတက်မှုကိုချီးကျူးလိုက်ပါတယ်လီမယာကမိုင်ယာကိုရင်းကိုဆက်ပြီးဆော့ရှော့ပေးဖို့ပြောပြီးတန်ရှီကိုတော့နောက်ထပ်ဘယ်ဘက်လက်ကိုဆက်လက်လီကျင့်ဖို့တကူလုံးနဲ့စွမ်းအင်ပြည့်တင်းနိုင်တဲ့အထိဆက်လုပ်ဖို့မှာကြားလိုက်ပါတယ်တန်ရှီရဲ့ကိုယ်ပိုင်မော်မျိုးစားကိုမတွေ့သေးသေးဒါကသူ့ရဲ့အဓိကတက်ခိုင်နီလန်ဖြစ်လာမှာဖြစ်ပြီးသူ့လိုယောက်ျားပြီးသားတဲ့ကင်ကာချက်ကြီးတယောက်နဲ့လည်းအရန်ကိုလိုက်ဖက်နေပါတော့တယ်ဒီညနောက်ပိုင်းမှာတော့မိုင်ယာကလီမယာစီလာပြီးဒီလူသစ်နှစ်ယောက်အကြောင်းကိုမေးပါတယ်ဒီမယာကတော့သူတို့ကိုသုံးဘက်အတွင်းကောင်းကောင်းတက်ခိုက်နိုင်တဲ့အဆင့်ရောက်အောင်လေ့ကျင့်ပေးမယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုတော့မကြခင်ဖြစ်လာတော့မဲ့စစ်ပွဲမှာသူတို့ကိုသူတို့ကကွယ်နိုင်ဖို့လိုအပ်နေလို့ပါပဲ။မြို့တော်ကြီးကပြဿနာတွေကသူမစီရောက်လာမှာမဟုတ်ဘူးလို့ထင်ထားခဲ့ပေမဲ့အချင်းတွေကမကြခင်တော်တော်လေးဆိုးရွားလာတော့မဲ့ပုံပါပဲ။ရတဲ့ဘက်အနေနဲ့ကြာပြီးတဲ့နောက်မှာတိုင်ချီနဲ့ရင်းတို့ဘယ်လောက်ထိတိုးတက်လာပြီလဲဆိုတာကိုသိရဖို့ကျုပ်ပိုင်းဆိုင်ရာစံတမှုတစ်ခုလှုပ်နေတာကိုသိရပါတယ်။တန်ချီကဖန်ဝွန်ပလူအုတ်ကြီးကိုတက်ခိုက်နေချိန်မှာရင်းကတော့ယုံသူပုံကောင်းအုတ်ကြီးကိုကင်ပစ်နေပါတယ်။အခုချိန်ရတန်ချီကသူ့လက်သီးတွေနဲ့ထဲမဲ့စွမ်းရည်ပမာဏကိုကောင်းကောင်းထိန်းချုပ်နိုင်နေပြီဖြစ်သလိုရင်းကလည်းဂါထာရိုးစရာမလိုပဲအခြေခံမော်ပညာတွေကိုမျိုးစုံနဲ့တပြိုင်နက်တည်းသုံးနိုင်နေပါပြီ။သူတို့တက်ခိုက်နေတာကိုလီမီယာနဲ့မန်ယာတို့ကကြောက်ကမ်းမထက်ကနေကြည့်နေပြီးဒီလောက်တော့တောင်းတဲ့အချိန်လေးတွင်းမှာဘလောက်တောင်စွမ်းချလာတယ်လဲဆိုတာကိုအံ့ဩနေကြပါတယ်အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်ကအန်စစ်ဒီယန်မြင်းဘလူးကြီးနဲ့ထပ်ပြီးရင်ဆန်လိုက်ရပါတယ်ဒါပေမဲ့ပထမဆုံးချိန်တွေ့တုန်းကနဲ့မတူပဲအခုတော့သူတို့ကအများကြီးပူစွမ်းနေပြီးမို့လို့ဒီဘလူးကြီးကအလွယ်တကူပဲအနံယူပြီးညစာအဖြစ်သုံးဆောင်လိုက်ကြပါတယ်အဲ့ဒီညနေမှာပဲသူတို့တွေတင်တန်းဆင်းမှုအတွက်စမ်းသပ်မှုအောင်မြင်တဲ့အောင်ပွဲခံကြပါတယ်လီမီယာကနောက်တစ်နေ့မှာသူတို့အမ်ပိုင်ယာမြို့ကိုပြောင်းရွှေ့ပြီးစုံစမ်းသူတွေဖြစ်ပထမဆုံးအလုပ်ကိုစတင်ရောက်တော့မယ်လို့ပြောပါတယ်။ဒါအပြင်သူမရဲ့အဆိုအရတိုင်ချီတို့ကိုမျက်စိနဲ့လမ်းမလာသူများလို့ခေါ်ကြောင်းသူတို့ကဓာကဘာကနေရောက်လာသူဖြစ်ကြောင်းပြောလိုက်ပါတယ်။တခါတလေမတော်ဆောင်မှုကြောင့်ရောက်လာတတ်ပြီးတခါတလေအာကာသအခြေမောပညာကိုသုံးနိုင်တဲ့မော်ဆရာတွေကဆင့်ခေါ်လို့ရောက်လာတတ်တယ်လို့ဆိုပါတယ်။အဲဒါကိုတော့တိုင်ချီနဲ့ရင်းတို့တော်တော်လေးအံ့ဩသွားပြီးလီမီယာကဘလို့သိတာလဲလို့မေးလိုက်ပါတယ်။သူတို့စီမှာပုံမှန်မဟုတ်တဲ့မော်ဆန်တွေရှိနေတာရဲ့တခါတလေထူးဆန်းစကားလုံးတွေသုံးလာရဲ့ကြောင့်သူမကရိမ့်မိသွားတာဖြစ်ပြီးလူစိုးတွေလက်ထဲရောက်မသွားအောင်တပည့်ဖြစ်လက်ခံခဲ့တာလို့မီလီယာအဆင်ပြပါတယ်သူတို့ကဘာလို့ဒီကိုစင့်ခေါ်ရရဲဆိုတာကတော့စင့်ခေါ်တဲ့မော်ဆရာကိုယ်တိုင်ပဲမင်းရမှာဖြစ်ပေမဲ့တနင်္ဂနွေလုံးမှာအာကာသချင်းမောပညာကိုသုံးနေတဲ့မော်ဆရာကလက်ချိုးကြည့်လို့ရပါတယ်ဒါကရှာရမယ့်လူစီရင်ကိုကျင်းသွားစေလို့ကောင်းတဲ့အချက်ပဲလို့တန်ကြီးကဆိုပါတယ်ညသာစားပြီးတဲ့နောက်တန်ကြီးကရင်းနဲ့သူထိုင်ပြီးဒီကဘာကိုရောက်ကြတဲ့ကဖြစ်ပြခဲ့တဲ့မြအကြောင်းမျိုးကိုပြန်ပြောဖြစ်ကြပါတယ်စွန်သားသူတွေအဖြစ်အလုပ်လုပ်မယ်ပတ်စံနဲ့အများကြီးရှာမယ်နေရာတစ်ခုရအောင်ယူမယ်ပြီးရင်သူတို့ရဲ့ဩဇာအာဏာကိုတောင်းပြီးသူတို့ကိုစင့်ခေါ်ခဲ့တဲ့မော်စီယာတွေကိုရှာဖွေပြီးတော့သူတို့ကဘာကိုပြန်ဖို့ခိုင်းမယ်လို့တန်ချီကပြောပါတယ်ရင်းကလည်းမျိုးနှင်းချက်တွေပြေးလာပြီးသူတို့တယောက်ကမျက်ကွယ်မှာအပြည့်ပြည့်ချစ်ကြမ်းကြရင်အိယာဝင်ခဲ့ကြပါတယ်အဲဒီနောက်တန်ချီကသူ့ရဲ့လက်တွေကိုအဲ့ဒီမှာတကယ်ပဲနိုင်ငံတော်ကြီးကိုဖြစ်စည်းပြနိုင်တဲ့အစွမ်းရှိတာလားလို့တွေးနေမိပါတယ်အဲ့ဒီအချိန်မှာပဲစောစောကအတန်လေးကိုထပ်ကြားရပြန်ပြီးမကြခင်တွေးကြမယ်တွေးရဖို့လည်းမျှော်လင့်နေပါတယ်လို့ပြောလာပါတယ်တန်ချီကသူမဘာလို့လဲဘာကိုဆိုလိုတာလဲလို့မေးလိုက်ပေမဲ့အဲ့ဒီတန်ကသူ့ကိုလင်းလူရှုပြီးစိတ်နောက်ချက်ဖြစ်စရာပိုးကောင်လေးတစ်ကောင်လိုရေမောရင်ပြန်ထွက်သွားပါတော့တယ်ရတဲ့ဘက်ကြာပြီးတဲ့နောက်မှာတော့တန်ချီတရားအဲ့ဒီအတန်လေးကြောင့်အိမ်မက်မက်ပြီးသူကတင်ပေါ်မှာနိုးလာပါတယ်သူတို့ဒီအင်ပါယာမြို့ကိုပြောင်းလဲလာခဲ့ပြီးစံသားသူတွေဖြစ်မှပိုတင်ခဲ့တယ်လို့သူတို့ကပထမဆုံးနေ့ကကဲခဲ့တဲ့စံသားသူအဖွဲ့နဲ့လည်းပူးပေါင်းခဲ့ကြပါတယ်အကြီးချင်းကစလို့အီရန်မစ်ရှင်တွေကိုလုပ်ရင်ဒီကဘာအကြောင်းကဘာအစ်စ်တွေကိုလှိလာရင်တဖြည်းဖြည်းပူဆွမ်းလာခဲ့ကြပါတယ်ရင်းကတော့သူမနဲ့အချိန်တော်များများကိုစာရေးတိုင်းမှာပဲကောက်ဆုံးစေပြီးဒီကဘာကြီးအကြောင်းစုံစမ်းနေခဲ့ပါတယ်ဒီကဘာကြီးရဲ့နာမည်ကအေတီယာဖြစ်ပြီးသူလက်ရှိရောက်နေတဲ့နိုင်ငံကအနောက်ဘက်ရှမ်းတိုက်ကြီးရဲ့အစိပ်ပန်းတီးတစ်ခုပါလူကြီးတန်း20ရှိတဲ့အထက်က80ရာခိုင်နှုန်းလောက်ကအခြေခံမောပညာကိုသုံးနိုင်ကြတာမို့ဒီနိုင်ငံကဘာပေါ်မှာကြီးကျယ်ဆုံးနိုင်ငံ3ခုထဲကတစ်ခုဖြစ်သတ်မှတ်ခံထားရပါတယ်ဒါပြင်အပိုင်ယာမြို့ဟာအရှိတ်နယ်စပ်ဖြစ်တဲ့တပ်စင်တဲ့စကာလီအင်ပါယာနဲ့ဂါဒီယန်အင်ပါယာတို့ရဲ့နီးကပ်မှုကြောင့်ကုန်စည်နဲ့တည်င်းချက်လက်ကူတောင်းချောင်းဝေရေးအတွက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်စီကားနေတာလည်းဖြစ်ကြောင်းသိလာရပါတယ်အဲ့ဒီအချိန်မှာမစ္စပွဲတို့ကောင်မလေးကသူတို့ရဲ့လက်နက်စာနဲ့အတူဂိုင်းကပို့လိုက်တဲ့စားတစ်စုံလာပေးပါတယ်။ဂိုင်းကျုပ်ကသူတို့ကိုစင်ခေါ်ထားတာပါ။ဂိုင်းကိုရောက်တဲ့အခါအဲကျုပ်ကောင်မလေးကကျွတ်တော်ရက်ကွက်ကဘာတစ်ခုကိုစုံစမ်းထောက်လန်းဖို့အထူးလုပ်တစ်ခုပေးလိုက်ပါတယ်။ဘရိုကင်ဘာမှာဘာတွေများသွားကြရှိလို့လဲလို့တိုင်ချီကတွေးနေတော့ဂိုင်းကျုပ်ကရှင်းပြပါတယ်။မကြသေးခင်ကလဲတွေပေါ်ကအခုခံရတဲ့ပစ္စည်းတွေကိုကျွတ်တော်ရက်ကွက်ကနေတစ်စင်မြို့တဲကိုမောင်းခိုသွင်းနေတယ်ဆိုတော့ကောလာဟာလာလေးထပ်လို့ပါတယ်။
ပြမှုကျူးလွန်သူတွေကိုဖမ်းမိဖို့ထောက်ကူဖြစ်စေမယ့်တရေချက်လက်မှန်သမျှကိုရှာဖွေရမှာဖြစ်ပြီးစုကြီးကတော့ငွေတင်းကား9ပြအပူစုတွေပါဒီမစ်ရှင်ကအောင်နိုင်ရင်သူတို့ကိုဒီရန်ကိုတန်းကျင်ပေးမယ်လို့ဂိုင်းချုပ်ကဆိုပါတယ်ဒီတာဝန်ကနှစ်ခါတော့တက်ဆုံးထားပြီးသားဖြစ်ပြီးတတိယအကြိမ်ထက်ကြရှုံးရင်ဂိုင်းအနေနဲ့မာယွန်းတဲ့အကဲဖြတ်မှုတွေအတွက်အပူကြီးတွေရောပေးရမှာဖြစ်ပါတယ်ဂိုင်းချုပ်ကလီမီယာတပည့်တွေဖြစ်တဲ့သူတို့ရဲ့စွမ်းရည်ကိုယုံကြည်တယ်လို့ဆိုကလွတ်လိုက်ပါတော့တယ်အဲ့နောက်တန်ချင်တဲ့ရင်းတို့ကရက်ကွက်ကျူးကျော်ကိုတွားရောက်ခဲ့ကြပြီးမောင်ခိုလှုပ်တွေစလုံးမဲ့ညရောက်တဲ့အချိန်ဒီအေးဆေးပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းရှောင်းနေတော့ရင်းကမီလာသီးသွားဝယ်တော့ဈေးကပြီးခဲ့တဲ့အပတ်ကနှစ်ဆတော့တက်နေပါတယ်ကိုစီတင်လာတဲ့လေးတွေမကြာခဏတက်ခက်ခံရလို့လူတိုင်းကုန်ပစ္စည်းပြက်လက်မှုနဲ့ရင်ဆိုင်နေရတာလို့ဆန်ရှင်ကရှင်းပြပါတယ်ညဘက်ရောက်တော့ဘားရဲ့နော်ဖီလန်မှာလေးတစီဆွဲထုတ်သွားတာကိုသူတို့မြင်လိုက်ရတာမို့ဘားထဲကိုဝင်ပြီးအရက်နဲ့တောင်းလိုက်ပါတယ်ဘာတန်ဒါကဒီလိုပေါ်ပြအရက်မျိုးသူ့စီမှာမရှိဘူးလို့ပြောတော့တိုင်ကြီးကသူ့ရဲ့စွမ်းကိုသုံးပြီးအတင်းတိုက်ခိုင်းပြီးတော့မြို့ထဲကကုန်စည်နှုန်းတက်နေတဲ့အကြောင်းစပြောပါတော့တယ်တိုင်ကြီးကသူတို့လည်းဒီလုပ်ငန်းတွေဝင်ချင်လို့ဘာလို့အလုပ်လုပ်ရလဲဆိုတာသိချင်လို့ပြောပါတယ်ဘာတန်ဒါကအပြောရတဲ့သမားတွေလုပ်တဲ့အလုပ်မဟုတ်ဘူးလို့ပြောပေမဲ့တိုင်ကြီးကသူ့ကိုစော်ကားလိုက်ပြီးပတ်စံအိမ်တဲ့ချပေးပြီးတော့အခုရောပါဇက်ဟာဘီလာလို့နေလိုက်ပါတယ်အဲ့ဒါကမင်းတို့ဘားတွေကလောဘကြီးတဲ့ NPC တွေကသူတို့ကိုဝိုင်းချပါတော့တယ်ဒါပေမဲ့တိုင်ကြီးနဲ့ရန်ကကြီးကောင်းတွေကိုကျမ်းမြုံမှာလိမ့်နေအောင်ချပစ်လိုက်ပြီးအမှန်တိုင်းဝန်ခံခိုင်းပါတော့တယ်လူမိုက်တွေကသူတို့ရဲ့ကောင်းစွာတဲ့လူတယောက်ကငားရမ်းထားတာဖြစ်ပြီးဘလူးတွေတက်ခတ်လို့ရလာတဲ့ပစ္စည်းတွေလဲပေါ်ကပစ္စည်းတွေကိုပို့ဆောင်ပေးဖို့ခိုင်းခဲ့တာလို့ဝန်ခံပါတယ်ပါတန်တာကသူတို့ရဲ့ပတ်စံကိုမလို့ချင်းကြောင်းဒီလူတွေကယူလာတဲ့ပစ္စည်းတွေကိုဘားကနေပြန်ရောင်းပေးတာကပုံမှန်ကိစ္စပဲဖြစ်လို့မဆိုင်တဲ့ကိစ္စတွေမှာဝမဆော့ဖက်ဖို့ပြောလိုက်ပါတယ်အပြင်ထွက်လာပြီးနောက်မှာတော့ကျိုးကန်သူကဘယ်သူများဖြစ်မလဲတွေးနေကြတော့မျိုးသမီးနေကြ3ယောက်သူတို့နောက်ကိုလိုက်လာပြီးတော့သတိထားမိလိုက်လို့အပြင်ကိုများခေါ်ပြီးတိုက်ခိုက်ကြပါတယ်တိုင်ချီကအဲ့ဒီကောင်မလေးတွေကိုမြည်ဖို့ကြောင်ထဲပြန်မပို့ချင်လို့လက်ဖြားနဲ့ပဲထိန်းချပေမဲ့တယောက်ကိုတော့ပြင်းထန်လေးတဲ့ချက်နဲ့လဲကျသွားစေပါတယ်ရင်းကလည်းတယောက်ကိုနှောက်ဆုတ်သွားအောင်တွန်းလိုက်ပြီးတိုင်ချီကကြားမဒန်းတူမြောင်းဆိုတဲ့ကောင်းစဉ်အောက်ကနေအဲ့ဒီတယောက်ကိုအိတ်ဆက်သွားအောင်လှုပ်ပေးလိုက်ပါတယ်နောက်ဆုံးကြံခဲ့တဲ့ဂျင်နာမလေးကတော့မြင်းကိုပုံးတစ်လုံးပြစ်ပေါက်ပြီးတော့တတိလစ်နေတဲ့ငယ်ချင်းကိုထားခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်တန်ကြီးကတော့သူတို့ကတကယ်ကိုလှုပ်ကြံလာခဲ့တာဖြစ်ပုံရတယ်လို့သုံးသပ်လိုက်ပါတယ်။ဖိုင်မိထားတဲ့နင်ဂျာကိုတော့ဂိုင်းကိုအနံလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့သူတို့ကဒီရန်အဖြစ်ရာတို့တိုးသွားပါပြီ။မိုင်ယာကသူတို့နဲ့အဖွဲဖွဲပြီးမြောက်ပန်းအုပ်ထဲကမီလာသီးတွေခုဆိုဖို့လေသမားတွေရဲ့အသီးနှံတွေကိုဓာပြရန်ကနေကာကွယ်ပေးမယ်အထူးမစ်ရှင်တစ်ခုကိုလုပ်ဖို့ပြောလာပါတယ်။မစ်ရှင်အောင်မြင်သွားရင်ငွေတင်ပြ900ရမှာပါသူတို့လည်းချက်ချင်းသဘောတူလိုက်ပြီးမြောက်ပိုင်းတော့အုပ်စီထွက်လာခဲ့ကြပါတယ်မွန်လေပိုင်းမှာတော့ခြံကိုရောက်လာပြီး NPC လေမ2ယောက်နဲ့ကြီးရောက်ဆူဆူမတင်ကလူ2ယောက်နဲ့ဖြစ်တဲ့ကက်ဆင်တို့နဲ့တွေ့ဆုံပါတယ်တန်ချီကသူ့ကိုလက်စနှုတ်ဆက်လိုက်တဲ့အခါထူးဆန်းတဲ့ယောက်ျားချင်းစိတ်ဝင်စားတဲ့ feeling တွေဝင်လာပြီးအသိစိတ်ပြောင်းဝင်ခင်ဒီသူလက်ကိုတော်တော်ကြာစုပ်ကန်ထားမိပါတယ်အဲဒီနောက်မီလာတင်ပင်ကိုကြည့်ဖို့ခြံထဲသွားကြပြီးရင်းကမော်ရှာဖွေဂါထာကိုဖူလို့တောင်းလိုက်တဲ့အခါရမန်ဘလူးကြီးကောင်ခြံထဲကိုဦးစီလာနေတာတွေ့လိုက်ရပါတယ်ချိန်နေငယ်ကြတော့တောအုပ်ထဲကအေယာမအော့ဘလူးကြီးကောင်နဲ့အော့ဘလူးကြီးတချို့ထွက်လာကြပါတယ်Apple မဲ့တယောက်ဖြစ်တဲ့ထန်ချီကမန်ယာကိုအကောင့်သေး3ကောင်ရှင်းခိုင်းလိုက်ပြီးရင်းကိုတော့အနောက်ကပန်ပိုးဖို့ပြောပြီးတော့ဘလူးကြီးကိုသူကိုယ်တိုင်ရင်ဆိုင်ပါတော့တယ် level 35ကိုခန္ဓာကိုယ်မြင့်တက်ခြင်းစွမ်းရည်ဆိုရင်လုံလောက်မယ်လို့တွေးလိုက်ပြီးဘလူးကြီးရဲ့မျက်နှာကိုပြန်ထန်တဲ့လက်သီးတစ်ချက်နဲ့ချက်တဲ့အပြက်ရှင်းပြလိုက်ပါတယ်အဲဒီညမှာတော့အော့တွေနဲ့အော့တွေဟာဒီဒေသမှာပုံမှန်အားဖြင့်ရှိမနေတဲ့တာကြောင့်ဒါကတယောက်ရဲ့ကြံစီဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပြီးထောင်ကျောက်တစ်ခုဆင်ထားတယ်လို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲခေါင်းစွန်းတဲ့ကောင်မလေးတယောက်ကအလောင်းတွေကြားထဲကရက်နေပြီးသူတို့စီကအသက်ဆွမ်းအင်တွေကိုစုပ်ယူတဲ့မော်ကိုတုံးနေတာတွေ့လိုက်ရပါတယ်။သူမကထန်ချီနဲ့ရင်းကိုရည်ညွှန်းပြီးမွန်ဆရာတွေနဲ့တွေ့ရဖို့စိတ်လှုပ်ရှားနေတယ်လို့ပြောပြီးတော့ကိုပြောက်ဖို့ယုံကိုတုံးပြီးပျောက်ကွယ်သွားပါတော့တယ်။နောက်တနေ့မနက်မှာတော့တိုင်ချီတို့ဖွဲ့ကရင်းနဲ့မော်ကတာရှာဖွေရေးကိုတုံးပြီးတော့ဓာပြ3ကောင်ကိုလက်ပူလက်ချက်ဖမ်းမိပြီးတော့မျိုးစောက်တက်စီအပ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာကင်စင်ကတိုင်ချီတို့ကိုကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောတဲ့အခါတိုင်ချီကသူ့လက်ကိုနောက်တစ်ချိန်တကြာလေးစုပ်ကင်ထားလိုက်ပြန်ပါတယ်။တခြားလေသမားတွေနဲ့မတူပဲသူ့လက်ကအရန်နှူးညံ့နေတာကြောင့်ဘာလို့အချက်ရှိလဲလို့တိုင်ချီကမေးလိုက်ပါတယ်။ကပ်စင်ကသူကကြီးကြပ်ရေးမှုဖြစ်လို့လက်သိမ်းမလို့ရဘူးလို့ဖြေပါတယ်။ဒါပေမဲ့မန်ယာကဝင်ပြီးဒီဒေသမှာအော့တွေအားတွေမရှိတဲ့အတွက်တာမန်လေသမားတယောက်ဖြစ်တဲ့ကပ်စင်ကဘလို့လို့သူတို့အကြောင်းကြိုသိနေကြတာလေလို့ထောက်ပြလိုက်ပါတယ်။အဲ့ဒါကိုကြားပြီးတော့နောက်မှာတော့ဒီကောင်ကြီးကရုတ်တဲ့ရေမောလာပြီးသူဟာအသီးတွေခိုးဖို့လူတွေကိုငားရခဲ့တဲ့သူဖြစ်ကြောင်းလေကွင်းထဲကိုဘလူးတွေရောက်လာအောင်မော်ဆရာတွေကိုငားခဲ့တာသူကိုယ်တိုင်ဖြစ်ကြောင်းဝန်ခံလိုက်ပါတော့တယ်ဒီလိုဘာလို့လို့ရတာလဲလို့တန်ချီကသူ့ကိုမေးလိုက်တဲ့အချိန်မှာတော့ကပ်စင်ကသူတို့3ယောက်လုံးကိုဒီကိုများအောင်များခေါ်လာခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်သူရဲ့ရည်မှန်းချက်တွေပြေဝဖို့ထိုင်ချီရဲ့စွမ်းအားကိုလိုအပ်တယ်လို့အဲ့ဒီစွမ်းအားကိုသူကိုယ်တိုင်စမ်းသပ်ခြင်းလို့ပါတယ်အဲ့ဒီအချိန်မှာပဲကိုပြောင်းဖို့ရင်ဝတ်ထားတဲ့ Grammy ဆိုတဲ့မိန်းမတယောက်ကမန်ယာရဲ့နောက်ကနေရုတ်တရက်ထွက်လာပါတယ်သူမကကပ်စင်တဲ့တော့ဆော်မောဆရာဖြစ်ကြောင်းပြောလိုက်တာနဲ့တပြိုင်နက်
တိုက်ပွဲကစတင်ပါတော့တယ်။မန်ယာကဂရမီဓာတ်နဲ့ဝင်ခုတ်ကိုပြောနေတော့ကဘာလို့ဝင်မကြံတာလဲလို့ဝင်မိလိုက်ပါတယ်။ဂရမီကလောက်တက်နေဆိုတော့သူရေဘောကြောင့်သူတွေအလုပ်ဖြစ်ပြီးရန်သူတွေကိုခွန်အားချင်းရှင်ပြီးအနိုင်ရတာကိုပဲသဘောကျတဲ့သူမို့ဒါကသူမရဲ့စတိုင်မဟုတ်လို့ပြန်ပြေးပါတယ်။သူတို့နှစ်ယောက်အကျိတ်နဲ့ဓာတ်ချင်းရှင်ခုံးနေချိန်မှာရင်းကဝင်ကူဖို့ဆုံးဖြတ်ပြီးမီးလုံးနဲ့ပြစ်ပေါက်လိုက်ပါတယ်။ဂရမီရှောင်လိုက်တဲ့အချိန်လေးမှာရင်းကဖုန်စင်နှမောင်းတစ်ခုလုံးကိုဖန်တီးလိုက်ပြီးတော့မန်ယာသူမရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားမြင့်တင်မှုလို့ကိုအချိန်ဆွဲပေးလိုက်ပါတယ်။ဂရမီကမော်စောအားတွေကိုဓာတ်နဲ့ပြစ်ခွင်းပေမဲ့ရင်းကရေနဲ့မြေတစ်ခုပေါင်းထားတဲ့မော်နဲ့ဆက်တက်ပြီးအားပေးတိုက်ခိုက်နေပါတယ်။ဘက်မှာတော့တိုင်ကစင်ကင်းကိုလက်နဲ့မပါဘူးရင်ဆိုင်အောင်ပြင်ဆင်ပါတယ်။ဒါပေမဲ့ကပ်စင်းကသူ့ကိုစားရေခဲဘလူးတကောင်ကိုဆင်းခေါ်လိုက်ပါတယ်။တိုင်ချီကဒီကောင် level မြင့်တဲ့စွမ်းအားနဲ့တစ်ချက်တည်းပြည့်ရှင်းမလို့တွေးပြီးခိုးချလိုက်ပါတယ်။သူလက်သီးကဘလူးကြီးရဲ့ကိုယ်နဲ့ပေါက်ထွက်သွားပါတယ်။ဒီဘလူးကြီးရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မရှိပဲမီးမော်နဲ့ပဲအနိုင်လို့ရမယ်လို့ကပ်စင်းကရှင်းပြပါတယ်။ကန်ဆိုတာကတိုင်ချီကဘာမှမသုံးတတ်ပါဘူး။ရေခဲဘလူးရဲ့တက်ခတ်မှုတွေကိုလက်ရှောင်နေရတဲ့တိုင်ချီကိုအဆုံးသတ်ဖို့ကပ်စင်းကမင်းညကဂရမီဖန်တီးထားတဲ့အသက်စွမ်းအင်လုံးကိုဘလူးကြီးကိုထိုးသွင်းလိုက်ပါတယ်။ဘလူးကြီးကချက်ချင်းဆိုသူတို့အနီအောင်ပြောင်းသွားပြီးစွမ်းအင်တွေအစာမတန်တက်လာပြီးတော့ထန်ချီကိုပါဇက်ကတွေးထွက်လာတဲ့အထိပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပါတော့တယ်။ကပ်စင်းကတိုင်ချီကိုအသာတကြီးဖမ်းခံဖို့မဟုတ်ရင်ကော်မတီနှစ်ယောက်ကိုဖမ်းပြီးလူကြီးကြိုက်ဇလန်းတွေခင်းပြင်းပြမယ်လို့ထင်ချောက်လာပါတယ်။တစ်ဖက်မှာလည်းမန်ယာနဲ့ယင်းတို့ကဂရမီကိုနိုင်မနေဖြစ်နေပါတယ်။မန်ယာလေးတို့ခံရပြီးယင်းလည်းလဲကျသွားတဲ့အခါသူတို့နှစ်ယောက်ကစွမ်းအားကိုအကုန်တင်ကိုဆုံးဖြတ်လိုက်ကြပါတယ်။မန်ယာကသူမရဲ့စွမ်းအားကို level 40ကျအထိတင်လိုက်ပြီးဂရမီကိုဝင်တိုက်ပါတယ်။ယင်းကမော်ဓာကိုဝင်ကူပြီးသူမရဲ့မော်တို့ကိုပါဓာအဖြစ်ပြောပြီးတော့ဂရမီရဲ့သူ့ရဲ့တော်များကိုရှော့ချပစ်လိုက်ပါတယ်။အဲဒီနောက်ယင်းကဖုံးစင်တဲ့မောင်းထဲကိုရမ်းမောက်တွေထည့်မီးလုံးနဲ့ပစ်ထည့်ပြီးတော့ရမပေါက်ပွဲကြီးတစ်ခုဖန်တီးလိုက်ပါတယ်။ဒီခွင့်ရေးကိုယူပြီးမန်ယာကမီးတောက်နေတဲ့ဓာတ်နဲ့ဂရမီကိုအဆုံးသတ်လိုက်ပါတယ်။ဒါပေမဲ့ဂရမီကသွေးတွေကိုရှာနေရက်ရင်တန်ရာတွေကျက်သွားရင်နောက်တစ်ခေါက်ထပ်ချချင်သေးတယ်လို့ယူမမိုက်ပြောလာပါတယ်။အဲဒီချိန်မှာပဲကပ်စင်းကဝင်လာပြီးတန်ချီတက်ခံရတာကိုမကြည့်ချင်ရင်အသာတကြီးလက်နက်ချဖို့ကောင်းမလေးတွေကိုချိန်ချောက်ပါတယ်။တန်ချီတဲ့ကိုအားမလို့အားမရဖြစ်ပြီးဒီလစ်သွားတဲ့ချိန်မှာတော့အရင်ကသူတားခိခဲ့မှုတဲ့လိုဝက်စမ်းကြတဲ့အတန်လေးကိုထပ်ကြားလိုက်ရပါတယ်။သူမကတော့လေဝင်းညင်လေးအေရီယာပါပဲ။အေရီယာကတော့သူ့ကိုစွမ်းအားတွေလိုချင်တာလို့မေးတဲ့အခါတန်ချီကအဲ့ဒီကပ်စင်းဆိုတဲ့ကောင်ရဲ့မျက်ခွက်ကိုမြေကြီးနဲ့ပွတ်ပြစ်ချင်တယ်လို့ပြန်ပြေးပါတယ်။ဒီလိုနဲ့အေရီယာကစီမင်းတွေကိုဖောက်ဖျက်ပြီးတိုင်ချီကိုသူမရဲ့စွမ်းအားတွေ9ရန်လိုက်ပါတယ်။တန်ချီတယောက်ချက်ချင်းမဲ့သူထဲတဲ့လေစွမ်းအားဝန်းရံတဲ့စွမ်းအားအပြည့်နဲ့ပြန်ထလာပါတယ်။အနီအောင်ဘလူးကြီးကဝင်တိုက်ပေမဲ့ကြောင်လေးတစ်ကောင်လောက်ဝါနဲ့လာပုတ်သလိုပဲခံစားလိုက်ရတယ်လို့တန်ချီကလွန်ပြောလိုက်ပါတယ်။ဘလူးကြီးရဲ့မီးမုတ်တက်ခတ်မှုကိုလည်းတန်ချီကပြင်းထန်တဲ့လေလန်းကြီးနဲ့ပြန်ပြင်းလိုက်ပြီးတော့မီးတောက်ရောဘလူးပါတစ်ချက်ထဲနဲ့ပျောက်ကွယ်သွားပါတော့တယ်။ဒါကိုမြင်တော့ကပ်စင်းနဲ့ဂရမီတို့ထွက်ပြေးကြပါတယ်။တိုင်ချီကလိုက်ဖမ်းမှုစူးစမ်းပေမဲ့ခန္ဓာကိုယ်ကဒဏ်မခံနိုင်လို့လဲကျသွားတယ်။ဒါပေမဲ့နောက်ဆုံးနေနဲ့လေတန်းတစ်ခုကိုပြစ်လွတ်နိုင်ပြီးကပ်စင်းရဲ့ညာလက်တစ်ဖက်ကိုဖျက်တောက်နိုင်ခဲ့တာကြောင့်ကပ်စင်းကအန်နီမီသမိုင်းမှာသနာစရာအကောင်းဆုံးလက်တစ်ဖက်ပြက်ဆက်ကောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်။ပြန်နေငယ်ကြာမှတိုင်ချီဟာလီဘီယာနဲ့အိမ်မှာတတိပြန်ရပါတယ်။ပြီးတော့ဂူလိုပဲအစားတွေကိုစုံပြောင်းထိုင်စားပါတယ်။ဒီမြာကတိုင်ချီကမော်စွမ်းရင်တွေကုန်ခန်းသွားလို့တပတ်လုံးတတိလေးနေခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ကပ်စင်းသုံးသွားတာဟာတားရဲတွေနဲ့လူတွေရဲ့အသက်ဆွမ်းရင်ကိုတုံးရတဲ့တားမြင့်မော်ဖြစ်ကြောင်းသူကရှင်းပြပါတယ်။တိုင်ချီကသူ့ကိုကိုညင်ခဲ့တဲ့ area ရဲ့အကြောင်းပြောပြလိုက်တဲ့အခါလီမီယာတယောက်ရန်ကိုအံ့ဩသွားပါတယ်။တိုင်ချီဟာတာမန်မော်ဆရာမဟုတ်ပဲစင်းခေါ်သူတယောက်ဖြစ်နေတာပါ။ဒီကဘာမှဝိညာဉ်တွေဆိုတဲ့သူတွေထက်တာတဲ့ငကားတွေထက်တော့ပုံမြင့်မြတ်တဲ့တရှိမှုတွေဖြစ်ပြီးသူတို့ကိုမြင်နိုင်ကြားနိုင်အမိတ်ပေးနိုင်တဲ့စင်ခုတ်သူတွေကမော်ဆွမ်းအားကတာမန်မော်ဆရာတွေကအဆောက်ပေါင်းဝန်းစွာပို့ပြီးစွမ်းထက်တယ်လို့ဒီမီယာကရှင်းပြလိုက်ပါတယ်။အဲဒီတော့တန်ချီဟာကောင်မလေးတွေကိုသွားရှာရင်ကော်ပီတော့ကိုပြင်ထက်လာပါတယ်။လမ်းမှာမင်းမလော်လေးတယောက်ကိုအချောင်နဲ့ချင်နေတဲ့လူမိုင်းနှစ်ယောက်နဲ့တွေ့လို့ဝင်းကူညီပေးလိုက်ပါတယ်။ကောင်မလေးတွေကလည်းအခွင့်အရေးကိုယူပြီးတန်ချီလက်ကိုဆွဲပြီးတော့သူမနဲ့ရည်စားလို့ဟန်ဆောင်လိုက်ပါတယ်။လူမိုင်းတယောက်ကတန်ချီကိုဝင်ထိုးဖို့ကြိုးစားပြီးမှတန်ချီကရှောင်ပြီးလေပြင်းကိုခြေထောက်နဲ့ကြက်တဲ့ကန်သိပ်လိုက်တာကြောင့်ကျန်တဲ့တယောက်ကလည်းလစ်ပြေးပါတော့တယ်။တန်ချီကကောင်မလေးတွေကသူမကူညီတဲ့ကိုကာကနယ်စွမ်းရှိမှရိမ့်မိသွားပါတယ်။ဒီတော့မှကောင်မလေးကသူကအရင်ကထန်ချီတတိလေးအောင်လုပ်တဲ့ဂိုင်းကိုအပ်ခဲ့တဲ့နင်ဂျာမလေးအန်တာစရီယာဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့အီဂလေးလို့ပုဂ္ဂိုလ်သူခေါ်တဲ့ကစင်းရဲ့ဘော့ကြီးကတန်ကြီးတရေတွေရလာတဲ့အခါကပ်စင်းကိုကြည့်ကြပါတယ်။ရမင်ကိုလည်းပို့စွမ်းလာအောင်လက်ကိုအစင်းမတင်ပေးလိုက်ပြီးလက်ဖြတ်သွားတဲ့ကပ်စင်းစစ်ပြည်စီကိုမစ်ရှင်သေးတစ်ခုထပ်ပေးလိုက်ပါတယ်။ပြီးတော့တန်ကြီးစီကိုဖိတ်စာတစ်စောင်ပို့ဖို့လည်းစီစဉ်လိုက်ပါတယ်။မြို့ထဲမှာတော့အန်နာစတာရီယာကဂိုင်းနဲ့ဝင်သွားပြီးဖြစ်ပြီးမွန်ခိုပစ္စည်းအမှုတွေကိုပါလိုက်နေတဲ့သူပါ။သူမိုင်းဆောင်စမ်းမှုအရာချီယာခံမိတဲ့အဆောက်အုံတစ်ခုကိုတန်ကြီးနဲ့တူဝင်စီးကြပါတယ်။လူမိုင်းတွေကိုရှင်းလင်းပြီးတဲ့နောက်မှာအခန်းတစ်ခုလည်းရောက်သွားတဲ့အချိန်မှာအီဂရစ်ထားခဲ့တဲ့စားရစောင်ကိုထိုင်ချီတွေ့သွားပြီးတော်တော်လေးစိုးရိမ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲမိုင်ရာနဲ့ရင်းတို့ကနှုတ်ထဲကအချိုပွဲလေးတွေစားရင်ပန်းဖြစ်နေကြပါတယ်။ရင်းကတန်ချီတော့စိတ်ပူနေပေမဲ့မိုင်ရာကလီမီယာကတေချာဆောက်ချောက်ပေးမှမို့စိတ်မပူဖို့အားပေးပါတယ်
ရောက်တဲ့သူတို့နောက်ကိုတရရောက်လိုက်နေတဲ့သတိထားမိလိုက်တဲ့အချိန်ဓာတ်ကင်ထားတဲ့ခေါင်းစွန်းနဲ့ကလေးတယောက်ကအနောက်ကနေဝင်ခုတ်ပါတယ်။ရင်းကလေနဲ့ရေနဲ့လေပေါင်းပြီးတော့သုံးလို့ပြန်ချဖို့ပြင်ဆင်ပါတယ်။ခေါင်းမိုးပေါ်ကမော်ဆရာတွေကပါဝင်တိုက်လာလို့ခံစစ်ကိုအမြန်ပြောင်းလိုက်ရပါတယ်။၄ယောက်၂ယောက်အခြေအနေဖြစ်တဲ့ချိန်မှာရုတ်တရက်မြင်ရတဲ့နေရာကဂရမ်မီထွက်လာပြီးမာယာရဲ့ဘိုက်ကိုအလေးတိုက်ဝင်လိုက်ပါတယ်။ပေနော်ဂရမ်မီကမာယာကိုထမ်းပြီးဒါသူမရဲ့စတိုင်မဟုတ်ပေမဲ့ဘောကခိုင်းလို့လောက်ရလာပါဆိုပြီးထွက်ပြေးသွားပါတော့တယ်။ရင်းတယောက်နောက်ကနေလိုက်ဖို့ကြိုးစားပေမဲ့လူမိုက်တွေကပိတ်ဆို့တားဆီးထားတာကိုတွေ့ရပါတယ်။ထန်ချီနဲ့အန်နာတို့ကမြေမော်နဲ့ဖန်တီးထားတဲ့ဥမင်လိုင်ကောင်တစ်ခုထဲမှာရှောက်သွားနေကြပါတယ်။စောင်းအုံထဲမှာတွေ့ခဲ့ရတဲ့စာရွက်အရဆိုရင်အင်ပါယာမြို့နောက်ပဲမှာတနေရာကစွမ်းအမြင့်ထားတဲ့ဂေါ်ဘလင်အကောင်3000လောက်ပုံအောင်နေတယ်လို့သိရပါတယ်။လိုင်ကောင်ဆုံးမှာတော့အယိုးတွေပြန့်ကျင်းနေတဲ့တကားတစ်ချက်ကိုတွေ့ရပြီးအန်နာကသူမရဲ့တော့ဖွင့်ကြမ်းကြမှုကိုသုံးပြီးထောင်တောင်းတွေပေါ့မှာပါတိကျစစ်ဆေးပြီးတော့ဖွင့်လိုက်ပါတယ်။သူမရဲ့ကြမ်းကြမှုကိုမြင်တော့ထန်ချီကအရင်ကဂိုင်းကိုအပ်ခဲ့တုန်းကသူမကိုအလောက်ကောင်းလေးစလုပ်ကျင်တာဖြစ်ပြီးအခုတော့ဂိုင်းကမြင့်ချင်နေတဲ့ပြန်တောင်းနေတာကိုတွေ့ရတော့စိတ်ထဲမျိုးကြီးဖြစ်မိတယ်လို့ပြောလိုက်ပါတယ်။ဒီလိုကျင်နာတဲ့စကားကြောင့်အန်နာကပြုံးလိုက်ပြီးနောက်ဆိုရင်သူမကိုအန်နာလို့ပဲခေါ်ဖို့ပြောပြီးတော့ဆက်လက်ရှာဖွေပါတော့တယ်။မြို့ထဲမှာတော့ရင်းကသူမကိုအချိန်ဆွဲဖို့စူးစမ်းနေတဲ့ NPC တွေကိုချိန်မုံလိုက်ပြီးအလက်မကန်မီရက်နေတာကိုတွေ့လိုက်ရပါတယ်။ဂရမင်ကရင်းရဲ့ဒီမြန်မှုကိုချီးကျူးလိုက်ပြီးမိုင်းရဘက်မှာရှိတဲ့ဆိုတာပြောပြပါတယ်။သူမရဲ့ဘော့ကသူမကိုတုံးမအတင်းခိုင်းနေတာကြောင့်တခြားတယောက်အကြောင်းကိုတေကြောင်းကြံတာကိုဝေမဆိုင်တော့ပေမဲ့ရင်းတို့ကသူမရဲ့သားကောင်းတွေဖြစ်ပြီးတခြားသူတွေဝင်လို့တာကိုတော့သဘောမကျဘူးလို့ဆိုပြီးတော့ဒါကိုကြားတော့ရင်းကမိုင်းရကိုဖမ်းထားတဲ့ဆော့အုံစီပြေးဝင်သွားပြီးတော့အထက်ကလူတွေကအကုန်ရှင်းပစ်ပြီးတော့မိုင်းရရှိရအခန်းစီရောက်သွားပါတယ်။အဒီကမော်ဆရာကိုလေမော်နဲ့လဲချလိုက်ပြီးကျန်တဲ့သူတွေကိုရေခဲမော်နဲ့အေးခဲပြစ်လိုက်ပါတယ်။ပြီးတော့မော်ဆော့ဝိုင်းကိုမြေမော်နဲ့ဖျက်ဆီးမိုင်းရကိုတန်ကြိုးတွေကနေကဲတင်လိုက်ပါတယ်။အဲဒီချိန်မှာပဲအေကရကပ်စင်းနဲ့တူဝင်လာပြီးဒုတိယမှမသေးစေပဲတကယ်ရင်ကဲတင်နိုင်ခဲ့တဲ့ရင်းကိုချီးကျူးလိုက်ပါတယ်။သူကဒီကိစ္စတွေအားလုံးနောက်ကိုပဲကျူးကန်သူဖြစ်ကြောင်းမိတ်ဆက်လိုက်တဲ့အတွက်ရင်းကတက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ဧကရက်ကသူ့လက်ကိုမငြင်းပတ်ခိုင်းနိုင်ဘူးလို့ပြောပြီးဘလူးအကောင်3000ကမြို့ကိုတက်ခိုက်မှာမို့သူတို့ချင်းတက်ခိုက်နေတဲ့အရာအလုံးပစ္စည်းသွားမှာပဲလို့ဆိုပါတယ်။ရင်းကတန်ချီနာမည်ကိုခေါ်လိုက်ပေမဲ့ဧကရက်ကတန်ချီအတွက်တီးသက်စိတ်မြင့်တစ်ခုပြင်ဆင်ထားလို့သူလာကဲနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ဒီမြို့ကိုကောက်ကွယ်ဖို့ကသူတို့နှစ်ယောက်ရဲ့တာဝန်ဖြစ်သွားပြီးဖြစ်ပြီးဘလို့ကောက်ကွယ်ရမလဲဆိုတော့စောက်ကြည့်ခြင်းသေးတယ်လို့ပြောကထွက်သွားပါတော့တယ်။အပြင်ကိုရောက်တော့ကပ်စင်းကမြို့ကိုအပြင်ကထဲပါတပြိုင်နက်တည်းတိုက်ခိုက်ဖို့လိုအပ်လားလို့မေးတဲ့အခါဧကရက်ကဒါဟာဇာတာမှုတစ်ခုလို့ပြန်ပြပါတယ်။မြေအောက်မှာဘလူးအကောင်ရေ900မြေပုံမှာပူးကောင်ရေ200ပြင်ဆင်ထားပြီးဒါကတန်ကြီးရဲ့ရင်းရဲ့ဆွမ်းအောက်အပြေဝဆန်းသက်ဖို့လုံလောက်တယ်လို့ဆိုပါတယ်။တပတ်မှာတော့တန်ကြီးကအန်နာကိုနီဂိုလန်ရဲ့တိုက်ခတ်မှုကနေကတင်လိုက်ပြီးဂိုလန်ကိုလက်သီးတစ်ချက်ထဲနဲ့လဲထိုးလိုက်ပါတယ်။အဲဒီတော့တကားဖွင့်လာပြီးကော်ပလင်နဲ့အများကြီးမွေးထားတဲ့ခြံတစ်ခုထဲမှာမင်းကလေး2ယောက်ကိုတွေ့လိုက်ရပါတယ်။သူတို့ကတော့မိုင်လိုနဲ့မီလိုတို့ဒီဂိုလန်ကိုဖန်တီးခဲ့တာဖြစ်ပြီးကော်ပလင်တွေကိုမြို့ထဲလုတ်ကလူတွေကလေးတွေကိုညစာအဖြစ်စားခိုင်းမယ်လို့ဆိုပါတယ်။ထန်ရှိကသူတို့ရဲ့မျက်နှာတွေကိုကြည့်ပြီးသူတို့ကိုယ်တိုင်ကလည်းကလေးတွေပဲမို့ဒါကမကောင်းတဲ့အကြံလို့မထင်ဘူးလားလို့မေးပါတယ်။ကောင်မလေးတွေကသူတို့မှာကော်ပလင်တွေကိုထိန်းချုပ်နိုင်တယ်မော်လုံးရှိတယ်လို့ဆိုပေမဲ့ထန်ရှိကကော်ပလင်တွေကိုအကုန်ရှင်းပြလိုက်ပါတယ်။ကောင်မလေးတွေမော်လုံးကသုံးမဝင်တော့ပဲကော်ပလင်တွေကသူတို့ကိုပါပြန်တိုက်ခိုက်လာလို့ထန်ရှိကကတင်ပေးလိုက်ပြီးသူတို့ရဲ့လောက်ရအတွက်တောင်းပန်ခံပါတယ်။အဲဒီနောက်ရင်းကိုသူတို့ကိုစောက်ရှောက်ထားဖို့ပြောပြီးမြေအောက်မှာဘလူးအကောင်ကြီး900ရှင်းဖို့ထွက်လာခဲ့ပါတယ်။မြို့ထဲမှာတော့ဂိုင်းကမီလီယာနဲ့တခြားသူတဲ့ချင်းကိုတုံးတက်နေကြပါတယ်။လီမီယာကဘလူးတွေအများကြီးကိုတပြိုင်နက်တည်းရှင်းဖို့သူမဧရိယာကျင်းပြတဲ့တိုက်ဗျူဟာမော်ကိုသုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဒီလိုသုံးလိုက်ရင်သူမရဲ့မော်စောအားနဲ့ကုန်ပြီးနောက်ထပ်ကြီးကြီးမားတိုက်ခတ်လို့ရတော့မှာမဟုတ်ပါဘူး။အဲဒါကိုကြားတော့ရင်းကသူမကိုပဲတာဝန်ယူရစေလို့ပြောလာပါတယ်။မင်းတောင်ပောက်ကွဲလူမျိုးမော်ကိုသုံးနိုင်တယ်လို့ဆိုပြီးတော့ယူနင်းငွေဆွမ်းအင်းနဲ့ဖုံးဖန်တီးတိုက်ပြင်းပြင်းချောင်းရှင်းပြပေမဲ့ဘယ်သူမှနားမလည်ကြပါဘူး။ဒါပေမဲ့လီမီယာကသူမကိုယုံကြည်ပြီးခွင့်ပြုလိုက်ပါတယ်။နောက်နေ့မနေ့မှာဘလူးတွေမျိုးရိုးနာကက်လာတဲ့ချိန်မှာရင်းကမြေမော်ကိုသုံးပြီးမြေကြီးထဲကအပေါက်ကြီးတစ်ခုဖန်တီးလိုက်ပါတယ်။ဘလူးတွေအဲ့ဒီထဲကျသွားတဲ့ချိန်မှာရေတွေဖြည့်လိုက်ပြီးအပေါ်ကနေပူပြင်းတဲ့တတုလုံးတစ်ခုဖန်တီးပြီးတော့ပိတ်ချလိုက်ပါတယ်။တတုကအေးသွားပြီးအပေါက်ကိုပိတ်သွားတဲ့ချိန်မှာအောက်ကရေနွေးငွေ့ကြောင့်ရေမပေါက်ကွဲကြီးတစ်ခုပြစ်သွားပါတော့တယ်။ဒီပေါက်ကွဲမှုကြောင့်အားလုံးအံ့ဩသွားကြပြီးလီမီယာနဲ့ဂျရက်တို့ဦးဆောင်ကပြန်နေတိုက်ခိုက်ကြပါတော့တယ်။မြင်ကွင်းကိုဧကရက်နဲ့ကပ်စင်တို့ကတောက်ကုန်းပေါ်ကနေကြည့်နေပြီးဧကရက်ကလီမီယာတိုက်ခိုက်မှုတွေမကပဲရင်းရဲ့ဖြစ်စီအားပြင်းတဲ့မော်ကိုပါမြင်လိုက်ရလို့ကြည်နေပါတယ်။အဲ့ဒီနောက်မှာတော့စွမ်းအားမြင့်ထားတဲ့ဘလူးအကောင်900ထက်ရောက်လာကြောင်းတင်ရလို့ဇွတ်တယောက်စိုးရင်သွားပါတယ်။အဲ့ဒီချိန်မှာပဲတန်ချီကအန်နာကောင်မလေး2ယောက်နဲ့သူရောက်လာပြီးမြေအောက်ကကိစ္စတွေကိုရှင်းပြကမိုင်ယာနဲ့ရင်းကိုကူညီဖို့ထွက်သွားပါတယ်။မိုင်ယာနဲ့ရင်းတို့ကတိုက်ခိုက်ရတာပြန်မှန်းနေကြပါပြီ။အဲ့ဒီချိန်မှာစွမ်းအားမြင့်တင်ထားတဲ့ဘလူးအုပ်ကြီးရောက်လာလို့ဒီမီယာကစွမ်းအားပြင်းတဲ့မုံသုံးနိုင်တဲ့စက္ကန့်30လောက်အချိန်ဆွဲထားပြီးဖို့ပြောပါတယ်။မိုင်ယာနဲ့ရင်းကရှေ့ထွက်တိုက်ခိုက်ပြီးဒီမီယာကမော်သုံးတဲ့အခါဘလူးတွေအကုန်တည်သွားပြီးခေါင်းဆောင်ဖြစ်ပုံရတဲ့အနေရောင်အောက်3ကောင်ပဲကြံပါတော့တယ်
သူတို့သုံးကောင်ကတကောင်စီခွဲယူကြပြီးမြင်းရသက်ခတ်မှုကအောက်ကဘာမှဖြစ်စေပဲအောက်ကသူမကိုအဆုံးသတ်ဖို့လာနေပါပြီရင်းကသူမတည်သွားရင်တော့ထန်ချီလာခဲ့လိမ့်မယ်ယုံကြည်နေပြီထန်ချီကိုသူမရဲ့ခံစားချက်တွေမှာပြောပြရတာကိုနှောင်တရနေပါတယ်အောက်ကသူမကိုခေါက်ပိုင်းတော့အချိန်လေးမှာပဲထန်ချီရောက်လာပြီးအော်ရဲ့တိုက်ခိုက်မှုကိုလက်တစ်ဖက်ထိန်းနဲ့ကာကွယ်လိုက်ပါတယ်စစ်ပွဲပြီးရင်သူမရဲ့ခံစားချက်ကိုသေချာပြောပြဖို့လည်းမှာလိုက်ပါတယ်အဲဒီနောက်မှာတန်ချီက level 100ရုပ်ပိုင်းဆိုင်ရာစွမ်းအားမြင့်တင်မှုကိုသုံးပြီးအောက်ကိုအလဲထိုးလိုက်ပါတယ်ကျန်တဲ့အောက်နှစ်ကောင်ကိုပါသူတယောက်တည်းပဲရှင်းဖို့တောင်းယူလိုက်ပါတယ်တန်ချီကအောက်သုံးကောင်နဲ့တယောက်တည်းရင်ဆိုင်နေရပေမဲ့သူ့ရဲ့စွမ်းထက်တဲ့မှုစွမ်းအင်ကြောင့်အောက်တွေကိုအလဲတကူရှင်းလင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ရုပ်တဲ့မြေကြီးတွေတုံခါလာပြီးမြေအောက်ထဲကနေအရာမနဂါးကြီးတစ်ကောင်ထွက်လာပြီးတော့အောက်တွေကိုညစာအဖြစ်စားပစ်လိုက်ပါတယ်နဂါးတွေဟာတန်မအားဖြင့်စစ်နေတော်တွေရဲ့တိုက်ပွဲတွေမှာပုံပါတတ်တာကြောင့်လီမယာအံ့ဩနေပါတယ်ဒီကောင်းနှလုံးပါတဲ့ရှီအောင်နဂါးကြီးဟာလည်းတန်ချီကိုစမ်းသပ်ဖို့ဧကရေရဲ့အထက်ကလူဝကျိုးကန်သူဖန်တီးထားတဲ့အစီအစဉ်တစ်ခုသာဖြစ်ပါတယ်တန်ချီကလီမယာကိုမြို့ထဲကလူတွေကိုကယ်ထုတ်ဖို့ပြောပြီးနဂါးကိုသူတယောက်တည်းရင်ဆိုင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ရင်းကသူ့နောက်မှာနေမယ်လို့ပြောပြီးမှထိုင်ချီကသူမကိုပါနောက်ဆုံးနေဖို့ပြောလိုက်ပါတယ်အကယ်၍တန်ကားကသူမကိုတိုက်ခိုက်လိုက်ရင်သူကကွယ်ပေးရမှာဖြစ်ပြီးအဲ့ဒါကပဲသူ့ရဲ့ရှုံးနေမှုဖြစ်လာနိုင်တယ်လို့ညှစ်ပြောလိုက်ပါတယ်ရင်းကနားလေတော့ပြီးအဝေးကနေမှပံပိုးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တန်ချီကနဂါးစီပြေးသွားပြီးအေရီရက်ကိုခေါ်ပြီးကြည့်ပြီးမှအဆန်ပြန်မလာပါဒါပေမဲ့ level 100ဆောင်းအမြင့်တင်ပြီးနဂါးကိုထိုးချလိုက်ပါတယ်နဂါးကလက်သိမ်းနဲ့ကာကွယ်လက်ပြီးမီးလုံးတွေနဲ့ပြန်ပစ်ပြီးတော့အမီးနဲ့ရိုက်ချပါတယ်တန်ချီအမီးနဲ့ရိုက်ခံရပြီးသွေးတွေအများကြီးရော့သွားပါတယ်အဲ့ဒီချိန်မှာအန်နာကသူ့စီရောက်လာပြီးဒဏ်ရာတွေခုပေးပိုင်လို့ပြောပါတယ်။ထန်ချီကသူမဘာလာလောက်တာလဲမေးတော့မှအန်နာသတိဝင်လာပြီးသူမဘလို့လုတ်ဒီရောက်နေလဲဆိုတာနားမလည်နိုင်ဖြစ်သွားပါတယ်။အဲ့ဒီချိန်မှာနဂါးကအပြောင်မီလုံးနဲ့ထန်ချီကိုပြစ်ပါတယ်။ရင်းကဝင်ကယ်ပြီးစူးစမ်းပေမဲ့အန်နာကထန်ချီကိုမီလုံးထုတ်ပြီးသူမကိုယ်တိုင်မီလုံးကိုဝန်ခံပါတော့တယ်။မီလုံးကြောင့်အန်နာရဲ့ဝမ်းမတစ်ခုလုံးပွင့်ထွက်သွားပြီးတန်ချီလက်ပေါ်မှာပဲနောက်ဆုံးအချိန်ကိုရင်ဆိုင်နေရပါတယ်။သူမကထန်ချီဟာသူမကိုကလေးတစ်ခုပြမဟုတ်ပဲမင်းကလေးတယောက်လိုဆက်ဆံပြီးခဲ့တဲ့တူတီတူဖြစ်ကြောင်းအကယ်၍သူမတက်ရှင်ခဲ့ရင်ငယ်ချင်းဖြစ်ရှင်ခဲ့ကြောင်းပြောရင်တန်ချီလက်ပေါ်မှာပဲအသက်ထွက်သွားပါတော့တယ်။အန်နာသိဆုံးသွားတော့ကိုမြင်ရတဲ့အခါတန်ချီတယောက်အရန်ကိုဒေါသထွက်သွားပြီးသူ့ရဲ့စွမ်းအားတွေကိုလေးနက်ထားခဲ့မိတဲ့ကိုတိမ်ဆဲသွားတော့တယ်။အဲဒီနောက်အေရီယာကိုအော်ခေါ်လိုက်ပြီးသူ့ရဲ့စွမ်းအားတွေပေးဖို့တောင်းဆိုလိုက်ပါတယ်။သူတို့ပြင်းတဲ့ခံစားချက်ကိုပဲအေရီယာကလိုချင်ခဲ့တာပါ။တန်ချီကရုပ်တဲ့အေရီယာစကားပြောလို့ရတဲ့နေရာကိုရောက်သွားပါတယ်။အေရီယာကအရင်လိုစွမ်းအားတွေလွယ်တွေကိုမပေးနိုင်တော့အကြောင်းတောင်းပန်ပြီးတရားဝင်သဘောတူညီချက်လုပ်ဖို့လိုအပ်ကြောင်းရှင်းပြပါတယ်။စင်ခေါ်သူကဝိညာဉ်ကိုစွမ်းအားတောင်းရမှာဖြစ်ပြီးအဲ့ဒီစွမ်းအားကိုပြေဝလက်ခံဖို့လည်းလိုအပ်ပါတယ်။တန်ချီကသူမကိုအောင်ငမီးတဲ့အတွက်တောင်းပန်လိုက်ပြီးသူတို့နှစ်ယောက်သဘောတူညီချက်ရယူလိုက်ကြပါတယ်။အဲ့ဒါနဲ့တန်ချီကအပြေဝစွမ်းအားစင်ခေါ်တဲ့သူတယောက်ဖြစ်လာပါတော့တယ်။လက်တွေ့လောကကဘာမှာတတိယဝင်လာတဲ့အခါတန်ချီကယင်းကိုအန်နာရဲ့ရုပ်အလုံးကိုစောက်ချောက်ဖို့ပြောထားပြီးသူရဲ့စွမ်းအားသိတဲ့သူငကားစီကိုဦးတီလျှောက်သွားပါတော့တယ်။တန်ချီကအေဒီရဲ့ကိုတစ်ချက်တည်းနဲ့အသက်ရှင်ကြစို့လို့ပြောလိုက်တဲ့အခါငကားကြီးကကြားသွားပြီးသူရဲ့တတိကိုချီကျူးလိုက်ပါတယ်။တန်ချီကလည်းငကားကြီးကိုသူ့ရဲ့ရွေးချက်ကဘာလဲဒီစပွဲကနေနောက်ဆုတ်သွားအောင်ဘာတွေလုပ်ပြရမလဲလို့ပြန်မေးပါတယ်။ငကားကြီးကထိုင်စီရဲ့စစ်မှန်စွမ်းအားကိုပြသနိုင်ရင်မိကုန်းနဲ့အားလုံးကိုဖြည့်ပေးပြီးဒီကအနီထွက်သွားပေးမယ်လို့ဆိုပါတယ်။အဲတော့ငကားကြီးကခေါင်းနှလုံးကနေမီးတောက်တွေနဲ့ပူပေါင်းတိုက်ခိုက်လိုက်ပါတယ်။တန်ချီကလည်းသူ့ရဲ့လက်သေးကနေထွက်လာတဲ့ပြင်းထန်တဲ့လေလိုင်းလုံးကြီးနဲ့ပြန်လည်ခုခံပါတယ်။အစာပိုင်းမှာတော့စွမ်းအားချင်းသူနေပုံရပေမဲ့ကြာခင်မှာပဲတန်ချီကအပေါ်စီးကနေရသွားပြီးငကားကြီးကိုမြေကြီးပေါ်လွှတ်ပစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ငကားကြီးကထိုင်ကြီးဆောင်းအောင်မင်းရတော့ဝမ်းသာကြောင်းပြောပြီးသူဟာဒီမျိုးသမီးရဲ့အစီခံဖြစ်ကြောင်းသူရဲ့ရွေးချက်ကထိုင်ကြီးရဲ့စစ်မှန်တဲ့ဆောင်းအောင်စမ်းသပ်ဖို့ဖြစ်ကြောင်းဝန်ခံပါတယ်။အခုကစပြီးအဲ့ဒီမျိုးသမီးကထိုင်ကြီးကိုဆက်လက်ညွှန်ကြားပေးတော့မှဖြစ်ပြီးအဲ့လိုလောက်ရတာဟာဒီငယ်ကလေးကဘာကြီးအတွက်အလိုဖြစ်တယ်လို့ရှင်းပြပါတယ်။ပြီးတော့ထိုင်ကြီးကမိုးထရဲ့လူတွေကိုကာကွယ်ခြင်းခွန်အားကြီးလာအောင်နေဖို့မှာကြားခဲ့ပြီးကောင်းကင်ရန်စီပြန်တန်းထွက်ခွာသွားပါတော့တယ်။ဒါပေမဲ့ဧကရေကလိုအပ်စမ်းကြတဲ့မျိုးသမီးကြီးကိုတရင်ပို့နေပြီးထန်ချီဟာလီဝင်းညင်တဲ့သဘောတူညီချက်ရယူသွားနိုင်ပြီးဖြစ်ကြောင်းပြောပါတယ်။အဲ့ဒီမျိုးသမီးကဒါဆိုရင်သူတို့နောက်ထပ်လမ်းညွှန်မှုပြင်ဆင်ရမယ့်အချိန်ရောက်ပြီးမျိုးသမီးပြီးရင်နောက်နိုင်ငံပဲလို့ဆိုပါတယ်။စစ်ပွဲပြီးမှအင်ပါယာမျိုးကတဖြည်းဖြည်းပြန်လည်ထူထောင်ရေးတွေစလုပ်နေပါပြီ။အောင်ပွဲခံခဲ့ရပြီးဆုံးရှုံးမှုတွေကြီးမားခဲ့တာကြောင့်ထန်ချီဟာအန်နာရဲ့ခုပေါ်မှာပန်းလေးတွေတင်ပြီးရင်ကောင်းကင်ဘုံကနေသူ့ကိုစောက်ကြည့်ဖို့တောင်းဆိုခဲ့ပါတယ်။အဲ့နော်လီမီယာတို့စီသွားပြီးအေဒီရက်လူသေးငယ်ပုံစံကိုဆင့်ခေါ်ခဲ့တာမိတ်ဆက်ခဲ့ပါတယ်။စကားပြောနေတော့မှပဲတော်မိသားစုရဲ့အမရစိတ်ပါတဲ့ရထားလုံးတစ်စီးမြို့တဲဝင်လာတာကိုတွေ့လိုက်ရပါတယ်။ရထားလုံးကလီမီယာရဲ့အိမ်ရှိမှရက်သွားပြီးအလီနာဆိုတဲ့ခရမ်းရော်စပြင်းနဲ့ကောင်မလေးတယောက်ဆင်းလာပါတယ်။သူမကမာကတ်နော်မန်ရဲ့သမီးဖြစ်ကြောင်းဂိမ်းမိုးကြီးပြင်ကြီးရဲ့ကိုစားတန်ကြီးရဲ့အကူအညီကိုတောင်းခံဖို့တော်ဝမျိုးတော်ဝင်းဖစ်ကိုလိုက်ခဲကိုလာရောက်ဖိတ်ခေါ်တာဖြစ်ကြောင်းပြောပါတယ်။လန်ခီမှာလီမီယာကနိုင်ငံရဲ့လက်ရှိအခြေအနေကိုရှင်းပြခိုင်းတော့
အလီနာကလွန်ခဲ့တဲ့နှစ်30အတွင်းမှာနိုင်ငံကိုလက်ရှိဘုရင်ကိုထောက်ခံတဲ့အဖွဲ့နဲ့သူရဲ့ညီတော်ဖြစ်သူမျိုးစားဒိုရန်ကိုထောက်ခံတဲ့အဖွဲ့ဆိုပြီးနှစ်ဖွဲ့ကွဲနေကြောင်းရှင်းပြပါတယ်။ဘုရင်ဂေးမိုးကတနမန်ရေးရာနဲ့တခြားနိုင်ငံတွေကိုဆက်သွယ်ပြီးလက်ရှိနေရာကိုရယူထားသူဖြစ်ပြီးမျိုးစားဒိုရန်ကတော့ရှေးဆွဲဝါဒီတယောက်ပါ။ဘုရင်ကြီးရဲ့မူဝါဒတွေကြောင့်မော်ဆရာတချို့နိုင်ငံတွေမှာဆေးလို့ရတာကမော်နိုင်ငံတော်အဖြစ်သူတို့ရဲ့ဩဇာလွှမ်းမိုးမှုကိုထိခိုက်စေနိုင်တယ်ဆိုပြီးအတိုက်ခံတွေကလက်နက်ကန်ဒေါ်လာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တော်လိုင်းရေးစစ်ပွဲကအချိန်မီဖြစ်လာနိုင်တဲ့အနေအထားမှာရှိနေပြီးဒီစစ်ပွဲမှာကိုညီပေးဖို့မျှော်လင့်နေကြတာပါမြို့တော်ကိုရောက်တော့မြို့ကြီးကလူသူကင်းမဲ့နေတယ်လို့၆ကပ်နေတာကိုတိုင်ချီသတိထားမိပါတယ်ဒီမီယာကဘရင်ကြီးကတိုင်ချီနဲ့ရင်းကိုခေါ်လာလို့အထူးသက်လည်းပြောလိုက်တာလားလို့အလီနာကိုမေးတော့ဟုတ်ကြောင်းပြန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာမြို့သားရဲ့လူတယောက်ကလမ်းပစ်လိုက်တဲ့များရစေအလီနာစီပြေးဝင်လာပြီမဲ့တိုင်ချီကနင်ဂျာတယောက်လိုလေထဲမှာတဖန်ဟန်လိုက်ပြီးသူမကိုကယ်တင်လိုက်ပါတယ်ရဲတိုက်ထဲမှာတော့အလီနာကသူတို့ကိုမော်ဆရာချုပ်ဘဲလာစေတနာပတိချုပ်အဲဆူလာတို့နဲ့ဘယင်းနဲ့တူတီတော်သမီးတော်မင်းသမီးရှာလော့တို့နဲ့မိတ်ဆက်ပေးပါတယ်အဲ့ဒီအချိန်မှာဘယင်းကြီးဝင်လာပြီးအက်စပိုင်ယာမြို့ကိုကောက်ွယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောပါတယ်ဒီမီယာကတော့အခမ်းအနားတွေကိုကြော်ပြီးတမ်းမိပါတယ်ဘယင်းကြီးနဲ့ဒီမီယာဟာတကယ်ချင်းဟောင်းနေဖြစ်ပုံရပြီးဒီမီယာကသူရဲ့စီကံချက်တွေကိုသဘောတူမှကိုကြီးမယ်လို့ပြောပါတယ်ဒါအပြင်တိုင်ချီနဲ့ရင်းကိုဒီကပောက်ဆင့်ခေါ်ခဲ့တာဘယင်းကြီးလားဆိုတာကိုအမှန်တမ်းပြောဖို့လည်းတောင်းဆိုလိုက်ပါတယ်ဘယင်းကြီးကတော့သူကိုယ်တိုင်မိတ်ပေးခဲ့တာဖြစ်ကြောင်းဝန်ခံပါတယ်ဒါကိုကြားတော့တန်ချီကသူတို့ရဲ့ငင်းချတဲ့ဘဝကိုဖျက်ဆီးပြီးသူတက်ဖို့အတွက်ဒီကိုဘာလို့ဆင့်ခေါ်ရတာလဲဒေါ်လာတကြီးမေးလိုက်ပါဘယင်းကြီးကတာဝန်ယူမှုအကုန်ယူမယ်လို့ပြောပြီးအားလုံးအခန်းသီးသီးကိုပြန်သွားကြပါတယ်လန်ချီနဲ့ရင်းတို့ဒီကိစ္စကိုဆွေးနွေးနေတော့အက်သီနာကတခါလာခေါ်ပြီးမင်းသမီးလေးစကားပြောချင်တယ်လို့လာပြောပါတယ်မင်းသမီးရှာလို့ဝင်လာပြီးသူတို့ကိုဆင့်ခေါ်ခဲ့တာသူမကိုယ်တိုင်ဖြစ်ကြောင်းမျက်ရည်နဲ့ဝန်ခံပါတယ်ငင်းချမ်းစွာနေထိုင်သူတို့တွေကိုစစ်တပ်ခိုင်းဖို့စစ်ခွန်ရမယ်ကိစ္စအတွက်သူမအများကြီးတွေးခဲ့ရပေမဲ့နိုင်ငံရေးမင်းသမီးတစ်ပါးအနေနဲ့တာဝန်ရလုပ်ခဲ့တာပါလို့ရှင်းပြပါတယ်စင့်ခေါ်တဲ့အချိန်မှာမျိုးစားရဲ့လှုပ်ကြံသူတယောက်ဝဲအောင်နှောက်ယှက်သွားလို့မော်ဆက်ဝိုင်းကမတည်မငြိမ်ဖြစ်သွားတာပါမူလာကမော်စွမ်းရဲ့အများကြီးရှိတဲ့တန်ချီတယောက်တည်းကိုပဲစင့်ခေါ်ချိန်ခဲ့ပေမဲ့ဒီတက်ခိုင်းမှုကြောင့်ရင်းမာရောပါလာပြီးနန်းတော်လေးကြောင့်မဲ့စာအက်စပိုင်ယာမျိုးနားကလက်ကွင်းထဲကိုရောက်လာခဲ့တာပါသူတို့ကိုပြန်ရှာဖို့အချိန်အများကြီးယူခဲ့ရကြောင်းနဲ့သူတို့ရဲ့ဘဝတွေကိုဖျက်ဆီးပြစ်မိခဲ့ပြီးတော့ရန်တောင်းပန်ကြောင်းဂုဏ်ယူပြီးပြောပြပါတယ်။ဒါကိုမြင်တော့တန်ချီနဲ့ရင်ကသူမကိုခွင့်တဲ့ကြောင်းတန်မိုးထားရသူတွေကိုကာကွယ်ခြင်းတဲ့စိတ်ကိုနားလေတဲ့အကြောင်းပြောပြီးနေသိပေးပါတယ်။မင်းသမီးကလည်းနိုင်ငံတော်ငြိမ်းချမ်းသွားရင်သူမရဲ့အသက်ဝိညာဉ်ကိုပေးရရင်တော့သူတို့ကဘာကိုပြန်ပို့ပေးမယ်လို့ကတိပေးပါတယ်။တန်ချီကလည်းအားလုံးပဲပျော်ရွှင်ရွှင်နေရအောင်ဒီစစ်ပွဲမှာကူညီပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလီမီယာဝင်လာပြီးတန်ချီကိုအပြင်ခေါ်သွားပါတယ်။တန်ချီကဘရင်ကြီးမျိုးလင်းထားသလိုတကယ်ဆွမ်းအားကြီးမကြီးဆန်းသက်ချင်နေတဲ့ဆူအယ်လာနဲ့ကျင်ချခိုင်းပါတယ်။တန်ချီကဆူအယ်လာနဲ့တိုက်ခိုက်မှုအားလုံးကိုအလွယ်တကူကောက်ွယ်ပြီးသူရဲ့ဆွမ်းအားမြင့်ထားတဲ့ဓာတ်နဲ့ဆူအယ်လာရဲ့ဓာတ်ကိုချိုးပစ်လိုက်ပါတယ်။အဲ့နောက်လက်ဗလာနဲ့ဆက်ချရာမှာတန်ချီကဆူအယ်လာကိုအလဲထိုးပြီးအပေါ်ကနေခွာထိုင်လိုက်ပါတယ်။နောက်ဆူအယ်လာတယောက်အယံကိုစိတ်လှုပ်ရှားသွားပြီးတန်ချီကိုသူမကိုဝင်ရအောင်လုပ်ပေးမလားသူခန္ဓာကိုယ်ထဲမှာအဖြူရောင်အရာလေးရှိတယ်လို့ပွင့်နေတောင်းဆိုလိုက်တာကြောင့်တန်ချီတယောက်လန့်ပြတ်သွားပါတော့တယ်။ညဘက်ရောက်တော့တန်ချီကအေဒီရဲနဲ့အတူကောင်းကင်ကိုကြည့်ရင်လူတွေပေါ်မှာစားတဲ့အများကြီး၃ယောက်မှကိုကြောက်နေမိပေမဲ့ရင်းကိုကောက်ွယ်ဖို့ဆိုရင်တော့လောက်ရမှာပဲလို့ပြောပြနေပါတယ်။အဲနောက်ရင်းစီကိုသွားကြည့်ရမှာရင်းနဲ့ဝတ်စားလေးတောင်မတော်ဆောက်ဝင်တွေ့သွားပါတယ်။ဒါပေမဲ့မင်းသမီးရှာလော့ကဘုရားကျောင်းမှာဆူတောင်းနေတော့ဒီကလေးရောက်လာပါတယ်။ဒီကလေးကတော့တကယ်တော့ကယ်ဒီနာလူတာဖြစ်ပြီးအင်ပါယာမြို့ကိုတက်ခတ်ခဲ့သူဆိုတာမင်းသမီးမသိရှာပါဘူး။နောက်တနေ့မနေ့တိုင်ချီကရင်းကိုလိုက်ရှာရမှာပန်းလေးတွေရေလောင်းတွေနဲ့ရင်းကိုတွေ့ပါတယ်။လီမီယာကစေတနာပတိတွေနဲ့စီးရီလုပ်ဖို့ခေါ်နေလို့အမြန်သွားဖို့ပြောပါတယ်။ဖမ်းမှာလည်းမျိုးစားဒူရန်ကသူ့ရဲ့စစ်ဗိုလ်ချုပ်တွေနဲ့စီးရီလုပ်နေပါတယ်။မျိုးစားမာကက်လုံမန်ကမျိုးတော်ကိုချက်ချက်ဝိုင်းထားဖို့ကြံပြထားပေမဲ့နောက်ထပ်မျိုးစားတယောက်ဖြစ်တဲ့မီလန်ကတော့တခြားကဘာကလာတဲ့ဒီလူမျိုးရဲ့စွမ်းအားကိုအရင်ကဲခတ်တင်တယ်လို့ကြံပေးပါတယ်။ဒီတင်းတွေရသူတို့ထက်ကတယောက်ကဝိညာဉ်တွေကိုတော့စင်ခေါ်နိုင်လို့တတိထားတင်တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာတော့မျိုးစားဒူရန်ကမီလန်ရဲ့အကြံကိုလက်ခံပြီးမျိုးတော်ကိုချီတက်ဖို့မိတ်ပေးလိုက်ပါတယ်။နန်းတော်ထဲမှာတော့ဆွဲလာတဲ့ဘယ်လာကဘီရင်ကြီးကိုတင်ပို့ပါတယ်။မျိုးစားရဲ့စစ်တပ်ကမျိုးတော်နဲ့ချီတက်လာနေပြီးဖြစ်ပြီးစစ်သား3000နဲ့အရန်အား6000ရှိပါတယ်။ဘယ်လာကလည်းသူတို့ဘက်ကမော်ဆရာ300နဲ့အရန်600ရှိတယ်လို့တင်ပြပါတယ်။ဘီရင်ကြီးကမျိုးတော်ကိုစွမ်းကုန်ကာကွယ်ဖို့မိတ်ပေးလိုက်ပြီးတော့မြင်းယူဟာစီဘေးကိုဆက်လုပ်ကြပါတယ်။တိုင်ချီကလူတွေပေါ်စွမ်းအားတွေ300မှောင်ဆိုးရနေတော့ဒီမယာကတတိမွေးဖို့ပြောပြီးဆိုအလာကတော့စစ်ပွဲပြီးရင်သူ့ကိုလက်ထပ်မယ်လို့ဂရီပေးရင်အရာအားလုံးတိုင်ချီပုံအောင်ဆိုရင်သွားပါတယ်အဲ့ဒီညမှာတိုင်ချီကစစ်ပွဲအတွက်စိတ်ပူနေတဲ့ရင်းစီသွားတွေ့ပါတယ်ရင်းကအမားနဲ့ရောက်လာတဲ့သူမျိုးစင်တက်လဲရတယ်လို့တိုင်ချီကပြောပေမဲ့ရင်းကသူမရဲ့ကိုယ်ပိုင်ဆန္ဒနဲ့မျိုးစောဝိုင်းနဲ့ခုံချခဲ့တာဖြစ်လို့တိုင်ချီနဲ့တူတိုက်ပွဲဝင်မယ်လို့ပြောပါတယ်ပြီးတော့သူမရဲ့အခန်းမှာပဲအဲ့ကိုတိုင်ချီကိုခေါ်လိုက်ပါတယ်
ရင်းကတန်ချီပခုံးပေါ်လမ်းမီရန်ချစ်စလန်နဲ့စတင်တော့မဲ့အချိန်တန်ချီသူမရဲ့လက်ကိုကင်မှုကြိုးစားပေမဲ့ရုပ်ရည်တစ်ခုခုကိုသတိထားမိသွားလို့အဲ့လိုမှန်လို့ပြောလိုက်ပါတယ်။ဘက်မှာလည်းမိုင်ယာနဲ့လီမီယာတို့လက်ဖက်ရည်တောက်ရင်းရင်းအကြောင်းပြောနေကြပါတယ်။မိုင်ယာကရင်းစီသွားကြည့်ဖို့ပြင်နေတော့လီမီယာကပြင်းနေပေါက်ပြင်ပေါက်ကိုကြည့်ပြီးတစ်ခုခုကိုသတိထားမိသွားပါတယ်။မကြခင်မှာပဲသစ်ပင်ပေါ်ကနေအခန်းထဲကိုချောင်းကြည့်နေတဲ့လှုပ်ကြံသူတယောက်ကိုတွေ့လိုက်ရပါတယ်။သူကမျိုးစားမိလန်လွတ်လိုက်တဲ့သူဖြစ်ပြီးညတွင်ချင်းတိုင်ချင်းနဲ့ရင်းကိုလှုပ်ကြံမှုလာတာပါ။ကန်ဆိုးစွာနဲ့ပဲတန်ချီကသူ့ကိုစောစောလေးကရင်းပြီးနေပြီးကတင်ပေါ်မှာဆောင်းထုံထားတဲ့ခေါင်းအုံးတွေတင်ထားလိုက်တာပါ။လောက်ကျန်သူကခေါင်းအုံးတွေကိုထိုးမိတဲ့အချိန်မှာထန်ချီကလက်ပူလက်ကျက်ဖမ်းမိသွားပါတယ်။လောက်ကျန်သူကဒီခွန်ကြီးကိုယူပြီးရင်းကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ဒါကိုမြင်တော့တန်ချီကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားမြင့်တင်မှုကိုချက်ချင်းဖွင့်ပြီးသူကကွယ်မယ်လို့ကတိပေးထားတဲ့သူတွေကိုဘယ်သူမှထိခန့်အောင်အလုံးမခံနိုင်ဘူးလို့ပြောပြီးတော့အသေးလေးထိုးကျလိုက်ပါတော့တယ်။ဒီမယာကတားလိုက်ပြီးလောက်ကျန်သူကတော့လွန်မြောက်သွားပြီးမြေကြီးနဲ့နမ်းပြီးတော့သူ့ကိုယ်သူအဆုံးစီရင်သွားပါတော့တယ်။မနေ့မနေ့မှာတော့ဘရင်ဂေးမိုးရဲ့စစ်တပ်ကစစ်ပွဲနဲ့စတင်လာတဲ့တန်ချီကလီမော်သုံးပြီးရန်သူရဲ့စစ်တပ်ရှိကမြေပေါ်ဖောက်ခွဲတတိပေးလိုက်ပါတယ်။ရန်သူတွေလှန့်ပြီးရက်သွားမယ်လို့ထင်ခဲ့ပေမဲ့မထင်မှတ်ပဲမြို့စားမီလန်နဲ့သူ့လူနေလက်ကိုမြောက်ပြီးမော်လက်စွပ်တွေကတစ်ဆက်မီလုံးတွေရေကြီးစံတွေနဲ့သူတို့ကိုတက်ကိုပြန်လေတက်ခိုက်လာပါတယ်။အစားကတော့ကြောင်သွားပြီးမထန်ချီကသူ့ရဲ့စွမ်းရည်ကိုတုံးပြီးအငင်းကက်ချိတ်ကြည့်လိုက်တဲ့အခါထူဆန်းတဲ့လက်စွပ်တွေကိုတတိထားမိသွားပြီးလီမီယာကိုပြောပြပါတယ်။လီမီယာကဒါတွေဟာမော်ကြောက်တုံးတွေဖြစ်ပြီးစစ်သားတစ်ထောင်စာအတွက်ဘယ်ကနေများရင်းနှီးငွေတွေရလာတာလဲဆိုတာကိုအံ့ဩနေပါတယ်။ဒီလက်စွပ်တွေကမော်စွမ်းရင်ကုံသွားရင်အသုံးပြုသူရဲ့အသက်စွမ်းရည်ကိုပါဆုပ်ယူသွားနိုင်ပြီးမော်ပစ္စည်းတွေအကြောင်းသေချာနားမလည်တဲ့သူတွေသုံးရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့လီမီယာကရှင်းပြပါတယ်။သူထင်ထားတဲ့အတိုင်းပဲမီလန်စစ်တပ်ကမော်လက်စွပ်တွေကိုစက်တိုက်သုံးနေတဲ့အတွက်မကြခင်မှာပဲသူတို့ရဲ့ခွန်အားတွေခန်းချောက်လာပါတယ်။ဒါကိုမေတော့ဘရင်ဂေးမိုးရဲ့တက်ကပြန်တိုက်စရာတော့မလိုပဲအချိန်ဆွဲထားရုံနဲ့ရန်သူတွေအလိုလိုကြာချောင်းသွားနှမယ်လို့ဝမ်းသာနေကြပါတယ်။ဒါပေမဲ့တိုင်ချီနဲ့ရင်းကတော့ဒီလိုအခြေအနေကိုကြည့်ပြီးစိတ်မတမ်းမသာဖြစ်နေပါတယ်။ဆိုရင်လာကတော့ရန်သူတွေဖြစ်ပေမဲ့သူတို့ကဒီနိုင်ငံရဲ့ပြည်သူတွေပဲဖြစ်လို့ဘရင်ကြီးအနေနဲ့လည်းအခြေအနေတည်ဆုံမှုတွေကိုလိုလားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ပြီးတော့လီမီယာကသူမမှာအစီအစဉ်တစ်ခုရှိတယ်လို့ပြောပြီးရင်းကိုအကူအညီတောင်းပါတယ်။ထန်ချီကအေရီရဲ့လီမော်နဲ့ရှေ့ကနေအကာအကွယ်လုပ်ပေးထားပြီးမိုင်ယာကရင်းကိုကာကွယ်ပေးထားတဲ့ချိန်မှာရင်းကတခြားတော်ဝင်မော်ဆရာတွေနဲ့ပူးပေါင်းပြီးတော့အထူးမော်တစ်ခုကိုပြင်ဆင်ပြီးရုတ်တရက်မွေးရချလိုက်ပါတယ်။အဲ့နောက်ရင်းကတစ်စီမော်ကိုတုံးပြီးရန်သူတက်ကိုတက်လိုက်စေပြီးတော့တတိလက်သွားအောင်လှုပ်လိုက်ပါတော့တယ်။ဒီအချိန်မှာခွန်အားတွေစိုးရုံနေတဲ့မီလန်ဟာဒူထောက်ကျသွားပြီးသူ့စီလျှောက်လာတဲ့မြို့စားဒိုရန်ရဲ့လက်ထောက်အီနီမီကတ်ကိုတွေ့လိုက်ရပါတယ်။မီလန်ကဘာလို့ရှုံးရတာလဲလို့မေးတော့အီနီမီကတ်ကလက်စွပ်ရဲ့စွမ်းအားဆုပ်ယူတဲ့အနည်းတင်အကြောင်းပြောပြလိုက်ပါတယ်။ပြီးတော့မင်းရဲ့အသုံးတော်ခံမှုပြီးဆုံးသွားပြီလို့ပြောကမီလန်ကိုဓာတ်နဲ့ထိုးသက်လိုက်တာကြောင့်စစ်ပွဲကပြီးဆုံးသွားပါတော့တယ်။အဲ့ဒီညမှာတော့ကပ်စင်းနဲ့ဂရမ်မီတော့ဘာတစ်ခုမှရက်တော့နေကြပြီးကပ်စင်းကကရိယာလေးတစ်ခုကိုထုတ်ပြကနောက်တစ်ခါတန်ချီနဲ့တွေ့ရဲ့ကျန်းတင်ကမြေကြီးတွေကိုရက်တော့အောင်လှုပ်ပြမယ်လို့ကြုံမှလိုက်ပါတယ်။နောက်တစ်မနေ့မှာရင်းကသူမရဲ့အထူးစွမ်းရည်လေးကိုသုံးပြီးတော့တိုင်ချီကိုလွှတ်လိုက်ပါတယ်။တာချီကတော့မနေ့ညကအိန္ဒိယစားတဲ့စားလွန်သွားပြီးအိမ်သားစီတန်းပြေးရပါတော့တယ်။အဲ့နောက်ဘရင်ကြီးကနင်းတို့ကိုဒီပြုံခေါ်ပြီးတော့စစ်ပွဲမအောင်ပွဲရခဲ့တဲ့အတွက်ဆုချတဲ့အနေနဲ့တော်ဝင်လက်နက်တိုက်ကကြာရနဲ့တိုက်လက်နက်တွေကိုရွေးချယ်ခွင့်ပေးပါတယ်။လီမီယာကမော်လက်စွပ်တစ်ခုတိုင်ချီကဂျပန်ဓာတ်ရှိရင်းကအလားစင်ထားတဲ့မော်ဒိုတန်မိုင်ယာကတော့စစ်မြစ်တံမြောင်တစ်ခုကိုရွေးချယ်ခဲ့ကြပါတယ်။အဲကြောင့်ဒီချင်းကွင်းကိုပြန်သွားတဲ့အခါစူရီလာကအတိုင်ချီရဲ့ကြီးမားတဲ့ဓာတ်ကိုပြခိုင်းပါတယ်။ဒီနေရာမှာလည်းမော်လက်စွပ်ကိုဆန်းသက်နေတဲ့အချိန်မှာစူရီလာကတန်ရှေပေါ်ကနေခွာထိုင်ပြီးမင်းရဲ့ဓာတ်နဲ့တူမင်းရဲ့ပူပြင်းတဲ့ရမတ်တွေကိုငါ့ဘပုံချလိုက်စမ်းမှဆိုပြီးအရှုံးဖောက်ဆောင်းတော့ပါတော့တယ်။ဒါပေမဲ့တိုင်ချီကတော့မင်းညကအစားလွန်ထားတဲ့တန်ကြောင်နေမကောင်းဖြစ်ပြီးတတိလစ်သွားပါတော့တယ်။အဲဒီနေရာကနေထွက်လာပြီးဆေးဝဲသွားတဲ့လမ်းမှာလူတွေကသူ့ကိုဝမ်းကြည့်နေကြသတိထားမိပါတယ်။အစားကအေဒီရက်ကိုကြည့်နေတာလားလို့ထင်ပေမဲ့ကလေးတွေကသူ့ကိုစစ်ပွဲကသူရေကောင်းကြီးလို့ခေါ်ကြပြီးသူတော်တော်လေးနာမည်ကြီးနေပြီဆိုတာသိလိုက်ရပါတယ်။အဲဒီနောက်လူပြတ်တဲ့လမ်းရောက်မှသူတယောက်အရေးထင်းကနေလိုက်လာတာကိုထောက်ခဲကိုခေါ်လိုက်တဲ့အခါနာမည်ကြီးနေတဲ့ထိုင်ချီကိုမနာလို့ဖြစ်နေတဲ့လက်တစ်ဖက်ပြက်ကမ်စင်ဖြစ်နေပါတယ်။ကမ်စင်ကတိုင်ချီကိုသူ့နီးသူ့ဟန်နဲ့စိန်ခေါ်ပြီးလက်မခံရင်မြို့ထဲကရည်ရင်းတဲ့အားလုံးကိုစိတ်ခတ်မယ်လို့ချိန်ချောက်ပါတယ်။ပြီးတော့ဒီမီယာစီကရထားတဲ့မော်စွမ်းအင်ကိုကတ်သက်နိုင်တဲ့ကိရိယာကိုထုတ်ပြပြီးထိုင်ချီရဲ့စွမ်းအင်ကိုသူ့စီတီချောချပြီးတော့လမ်းတူညီများတိုက်ခိုက်မယ်လို့ဆိုပါတယ်။ထိုင်ချီကလည်းဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။တိုက်ပွဲစားတဲ့ပြန်လာကျိတ်နဲ့ချကြပါတော့တယ်။ဂရမီကလည်းတောက်နေရာကနေစောက်ကြည့်နေပါတယ်။နောက်ဆုံးမှာတော့ကပ်စင်ကအရာမရေခဲမော်ကြီးနဲ့ပြတ်ပေါက်လိုက်တဲ့အချိန်ထိုင်ချီကရင်းစီကတင်ခဲ့ရတဲ့အခြေခံမော်တွေကိုပြန်တရိရပြီးဓာတ်တွေကိုမော်စွမ်းရင်ထိပ်ပြီးရေခဲမော်ကိုခွဲချပစ်လိုက်ပါထွက်လာတဲ့လိုင်းတန်ကြောင့်ခံစင်းလက်နေရန်ကိုလွတ်ဆင်သွားပြီးရှုံးလိုက်သွားပါတော့တယ်အဲဒီနောက်မော်စွမ်းရင်ကိုပုံမှန်ပြန်ဖြစ်ဖို့ကိရိယာကိုဖျက်ဆီးလိုက်ပေမဲ့ကိရိယာထဲကနေအယောင်ပေါ်ထွက်လာပြီးဘလူးကြောင်ပြောင်းလဲသွားပါတော့တယ်ဘလူးကြီးကထန်ချီကိုတက်ခိုက်တဲ့အခါလီမော်နဲ့ပြန်ချပေမဲ့အရာမထင်ပါဘူးအဲ့ဒီအချိန်မှာဂရမ်မီကကိုပြောဖို့ယုံချော့ပြီးကိုညီတာဖန်တီးပြီးတော့ကိုညီတစ်ချက်တည်းခေါ်ချပြလိုက်ပါတယ်ခံစင်းနဲ့အခုမှသူ့ရဲ့ရှောင်းနေမှုတည်တည်ချာလက်ခံသွားပြီးထိုင်ချီနဲ့ကျမ်းမာညီညွတ်တဲ့ပြန်ပဲကောင်းတွေဖြစ်သွားကြပါတယ်
ဒီအချိန်မှာပဲမြို့ရဲ့ခေါင်းလောင်းတန်တွေမြည်လာပြီးမြို့စားရဲ့တက်ကစစ်တီညာလိုက်ကြောင်းကြီးညာချက်ထွက်ပေါ်လာပါတယ်။နောက်နေ့မနေ့စတင်မစစ်ပွဲအတွက်အားလုံးအစဉ်သင့်ပြင်ကြပါတော့တယ်။နောက်နေ့မနေ့မှာမြို့စားတို့တိုင်းရဲ့တက်တွေမြို့တော်စီချီတက်လာကြပါတယ်။လက်ဖက်တက်တွေမြင့်နှံချင်းဆိုင်မိတဲ့အခါဘယင်ကင်းမိုးကသူရဲ့စစ်သားတွေကိုမေခွန်ပြောပြီးစိတ်သက်ခွန်အားမြင့်တင်ပေးလိုက်တာနဲ့စစ်ပွဲကြီးစတင်ပါတော့တယ်။ရင်မိုင်ယာနဲ့လီမီယာတို့ကစစ်ပွဲကိုတာစီရနေပြီပဲ။သူတို့နဲ့ကွက်တီကြောင်ပြန်ဘက်တွေထွက်လာပါတယ်။ရင်းကအီရန်စွန်သားသူစူရူဒါနဲ့ချရပါတယ်။မိုင်ရာကမြို့စားမာကတ်ကိုယ်တိုင်ရင်ဆိုင်ရပါတယ်။ဒီမီယာကတော့နောက်ဆက်ပေးတဲ့မော်နဲ့ဒုတ်တန်ကြီးကြီးကိုကင်ထားတဲ့မော်စီယာအိုဂျီနစ်ဘူးနဲ့ချရပါတယ်။အဲ့ဒီချိန်မှာတန်ချီကလီမော်ကိုသုံးပြီးရန်သူတပ်တွေအပေါ်ကနေခုန်ကျော်ပြီးတော့မြို့စားတို့တိုင်းရဲ့စကန်ရှိကိုတက်မဆင်းသက်လိုက်ပါတယ်။အထဲကိုဝင်သွားပြီးအသာတကြီးလက်နက်ချဖို့တောင်းဆိုပါတယ်။လက်နက်ချရဲ့ဘီရင်ကြီးကတက်ညာပေးမှဖြစ်ပြီးမချရင်သူ့ခေါင်းကိုဖျက်ပြီးဘီရင်ကြီးစီယူသွားဖို့လုံလောက်တဲ့ခွန်အားသူ့မှာရှိတယ်လို့ပြောပါတယ်။မြို့စားတို့တိုင်းကသူ့ကိုယ်တိုင်ဘီရင်မလုပ်ချင်ဘူးလားလို့မေးတော့အာနာရှင်လောက်ပြီးလူတွေရဲ့မွန်းတီးမှုကိုခံချင်ဘူးလို့တန်ချီကပြန်ဖြစ်ပါတယ်။မြို့စားကတချို့ကိစ္စတွေဟာဂုံတိတ်ခါအတွက်ဖြစ်ပြီးတည်စီသွားမယ်ဆိုရင်တော့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကိုယ်စီစားရတာမျိုးရှိတယ်လို့ပြောပါတယ်။တန်ချီကသူ့ရဲ့မျက်နှာကိုကြည့်ပြီးဂျိုးပိုင်တိုင်းလိုပဲကိုမျိုးမဆန်းဖြစ်ပြီးညာရင်နှိမ့်ချနေပြီလားလို့တော့တွေးမိပါတယ်။အဲ့ချိန်မှာနောက်ွယ်ကနေအီမီနီတက်ကအမောင်တစ်ခုကိုပြစ်စီနေပြီးသူတို့တက်တဲ့အရာအလုံးအမောင်ဆိုင်လို့တက်ကြွေးလိုက်ပါတယ်။တိုက်ပွဲမြေပြင်မှာတော့ဒီမီယာကမော်ဆီယာအိုဂျီကိုမီလုံးနဲ့ဆုံးတက်လိုက်တယ်လို့မန်ယာကလည်း F အသာစားရတော့မယ်လို့တွေးနေတဲ့မာကက်လေပင်ကိုတံမြောင်နဲ့ဖျက်ချပစ်လိုက်ပါတယ်။ရင်းကတော့စူဖိုယာကိုတော်လေးခက်ခက်ရင်ဆိုင်နေရပါတယ်။နောက်ဆုံးမှာတော့ရင်းကအပေါ်ကနေမီလုံးကြီးနဲ့ပြစ်ချလိုက်လို့စူဇိုယာသွေးအများကြီးကျော်သွားပါတယ်။ဒါပေမဲ့ဒီချိန်မှာပဲပေါ့ဝန်းကျင်ကတည်ဆုံသွားတဲ့စစ်သားတွေဟာဇွန်ဘီတွေလိုပြန်ထလာပြီးသူတို့ကိုဝိုင်းရန်လာတဲ့အတွက်သက်ရှင်ချင်းသူမနဲ့ပူပေါင်းဖို့ရင်းကစူဂျိုယာကိုပြောလိုက်ရပါတယ်။လန်ဂျီကမြို့သားကိုလက်နက်ချဖို့ပြောနေတော့အေဒီယက်ကအေနီကပ်ရဲ့အကြံစီကိုတတိထားမိသွားပါတယ်။ဒါကိုသိသွားတော့အေနီကပ်ကရေမောရင်သူ့ရဲ့အစ်စ်မှမျက်နှာဖုံးခွာချလာပါတယ်။သူကဒီပုံကံမှုကိုဖန်တီးခဲ့သူဖြစ်ပြီးမြို့သားကိုညီကိုချင်းပြန်တန်းအောင်မြောင်းပြပေးခဲ့တဲ့သူပါ။သူပြင်ဆင်ထားတဲ့မောင်တိန်စာဟာသူ့လက်အောက်မှာလူတွေကိုယူဆော့သွားစေပြီးတက်ရီဖြက်ရီစရုပ်တွေဖြစ်ပြောင်းလဲပြလိုက်ပါတယ်။သူကလောဘစမ်းကြတဲ့မျိုးသမီးကြီးရဲ့အလိုကြဒီနဲ့ကောင်ဖြက်စီးပြဖို့လှုံ့ဆော်နေတာဖြစ်ပြီးသူကိုယ်တိုင်ဟာလည်းနှဆုတကောင်ဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒီမောင်တိန်စာဟာလွန်ခဲ့တဲ့နှစ်200ကနိုင်ငံကြီးနှစ်ခုစစ်ဖြစ်တုန်းကသုံးခဲ့ဘူးတဲ့လူပေါင်း9000ကျော်တည်ဆုံခဲ့ရတဲ့သွေးစွန်းတဲ့ဂီတတန်စင်ဆိုတဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့မော်ပညာပါဒီတင်စာရဲ့အရင်မြစ်ကိုမဖြစ်စီနိုင်သေး၍လူတွေအားလုံးဟာယူသွတ်နေတဲ့ဇွန်ဘီတွေဖြစ်ဆက်လက်ပြောင်းလဲနေအောင်မှာပါဒီမီယာတို့ကလည်းဇွန်ဘီတွေကြားတဲ့ပဲမိနေပြီးထိုင်ချီရဲ့ဇလိုက်စွမ်းအားကိုပဲမျောလင်းရတော့တဲ့အချိန်တွေပါထိုင်ချီကသူ့ရဲ့ဝิญဉ်စွမ်းအကုန်လုံးကိုထုတ်သုံးပြီးအသက်ဆုံးဖို့အထိဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့စွမ်းအားတဲ့အကုန်လုံးမထုတ်ခင်လေးမှာပဲအေဒီယက်ကအချိန်တွေကိုရက်တန့်ပြစ်လိုက်ပါတယ်သူမကတိုင်ချီကိုတောင်းပန်ရင်သူမရဲ့စွမ်းအားကိုပိုင်တွေကိုကြောက်ရွံ့လို့အခုလိုပုံစံငယ်လေးနဲ့ဖုံးကွယ်ရတာဖြစ်ကြောင်းပြောပါတယ်အခုတော့ထိုင်ချီရဲ့စိတ်ပိုင်းဖြတ်မှုမြင်လိုက်ရလို့သူမရဲ့ဆေးအမှန်ခန္ဓာကိုယ်နဲ့စွမ်းအားကိုလက်ခံဖို့အစင်းသစ်ဖြစ်နေပြီလို့ယုံကြည်သွားပါပြီသူမရဲ့နာမည်အစ်စ်ကစစ်ဖီပဲဖြစ်ပါတယ်အချိန်တွေပြန်လက်စီစဉ်သွားတဲ့အချိန်မှာတိုင်ချီကဆက်ဖီကိုဆင်းခေါ်လိုက်ပြီးအထူးမော်တစ်ခုကိုသုံးပြီးတော့အမောင်တေစာစောက်ဝိုင်းကိုဖျက်ဆီးပစ်လိုက်ပါတယ်ဆက်ဖီဆိုတာစစ်တပ်ဘော်လာတစ်ခုလုံးမှာစွမ်းထက်ဆုံးဝิญဉ်၄ပါးတည်းကတပါးဖြစ်တဲ့ဝิญဉ်တို့ရဲ့ဘီယမဖြစ်ကြောင်းဇူဆိုရာကပြပြလိုက်တဲ့အခါအားလုံးအံ့ဩသွားကြပါတယ်။အားလုံးပုံမှန်ပြန်ဖြစ်သွားပြီမဲ့ပြဿနာအရင်းမြစ်ဖြစ်တဲ့အနီမေကတ်ကိုရှင်းဖို့ကြံနေပါသေးတယ်။တိုင်ချီကသူ့ရဲ့စွမ်းအသစ်ကိုယူပြီးနှဆိုးပုံစံဖြစ်နေတဲ့အနီမေကတ်ရဲ့ကောင်းကင်ယံမှာဒရဂွန်ဘောဇကာတဲ့ကလို့အကျိတ်နဲ့တိုက်ပွဲဝင်ပါတော့တယ်။တိုက်ပွဲကြားထဲမှာတိုင်ချီကလိုဝက်ဆန်းကျတဲ့မျိုးသမီးကြောင့်မေးပါတယ်။အနီကတ်ကသူမကဒီကဘာကြီးရဲ့အုပ်စုသူဖြစ်ပြီးတန်ချီမွေးလာချိန်ကစာရဒီကဘာကြီးကိုဆင့်ခေါ်ခံရတဲ့အချိန်ထိပြီးတော့အခုလိုဆင့်ခေါ်သူတယောက်ရဲ့စွမ်းအားစစ်မှန်တွေလူထားတဲ့ချိန်ထိအရာအလုံးကိုကြိုးတင်စီစဉ်ထားခဲ့တာဖြစ်ကြောင်းပြောပြပါတယ်ဒီကဘာကြီးကမကြခင်မှာကြီးမားတဲ့စစ်ပွဲတစ်ခုနဲ့ရင်ဆိုင်ရတော့မှဖြစ်ပြီးကဘာကြီးကိုကာကွယ်ဖို့အန်တီတာလက်နက်တစ်ခုလိုအပ်တယ်ဒါမို့တန်ချီကအဲ့ဒီလက်နက်ဖြစ်လာရမယ်လို့ပြောလိုက်ပါတယ်ထန်ချီတုံမျိုးသမီးများတိုက်ပွဲတွေဟာသူ့ကိုပိုတန်စွမ်းလာအောင်ဖန်တီးပေးနေတဲ့အဲ့ဒီမျိုးသမီးရဲ့အစီအစဉ်တွေသာဖြစ်ပြီးအန်နီကတ်ကိုတိုင်ကလည်းဒီစကွက်ထဲက2ယောက်လေးတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမျိုးသမီးရဲ့နာမည်ကိုတန်ချီကမေးပေမဲ့အန်နီကတ်ကမပြောပါဘူးအဲ့ဒီလိုလည်းပဲမရှိတဲ့အကြောင်းပြချက်တွေအတွက်တကယ်ချင်းနဲ့ပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေစီးစက်ရတာကိုတန်ချီကလုံးဝလက်မခံနိုင်ပါဘူးဒေါသတွေပေါက်ကွဲထွက်လာပြီးအန်နီကတ်ကစက်တိုက်ထိုးကြိတ်ကနောက်ဆုံးမှာဘိုက်ကိုပြပြင်းထန်ထိုးချလိုက်လို့မြေကြီးပေါ်ပြုတ်ကျသွားပါတယ်အနီမီကအတနာစရာစိတ်မှုပဲမဆုံးသက်လိုက်ဖို့ပြောတဲ့အခါတန်ချီကဒီစွမ်းအားတွေကိုလက်ခံကြတဲ့ကသူ့ရဲ့လူသားစံမှုကိုဘေးပယ်ထားခဲ့ပြီးတော့ပြောပြီးတော့ပြင်းထန်တဲ့လက်စီးမော်နဲ့အမောက်ကျိတ်ပစ်လိုက်ပါတော့တယ်ဒီလိုနဲ့စစ်ပွဲကြီးပြီးဆုံးသွားပါတယ်တန်ချီတတိယလာတော့ယင်းလီဗီယာနဲ့မိုင်ယာတို့သူ့ဘေးမှာရှိနေပါတယ်သူကမော်စွမ်းရင်ခန်းချောက်သွားလို့ရက်တော့ကြအိပ်ပျော်နေခဲ့တယ်ပါအခုဆိုရင်ထန်ချီကဒီနိုင်ငံသူရဲ့ကောင်းကြီးဖြစ်နေပါပြီ
ယံကြီးကသူတို့ကိုတော်ဝင်စစ်တပ်အကြံပေးဂုံထူးဆောင်ပွဲပေးအပ်ပြီးနိုင်ငံတော်ရေးကြုံမှသာဆင့်ခေါ်မဲ့အထူးတပ်ဖွဲ့တွေဖြစ်ခံလိုက်ပါတယ်။ပုံကံမှုတွေအတွက်မြို့သားလူရန်ကိုလည်းပြစ်ပေးလိုက်ပြီးနိုင်ငံတော်မှာငြိမ်းချမ်းရေးပြန်လည်ရရှိသွားပါတယ်။ဒီလိုကြီးမားတဲ့စွမ်းအားတွေကြောင့်သူလည်းတစ်ချိန်ချိန်မှာဘလူးတကောင်လုံးပြောင်းလဲသွားမလားဆိုပြီးထန်ချီစိုးရင်နေမိပေမဲ့ဒီမီယာကသူ့ရဲ့စိတ်နှလုံးသားမှန်ကန်နေရင်ဘလောက်ပဲစွမ်းအားကြီးလူသားတစ်ယောက်ပဲဆက်ရှိနေမှာပါလို့အားပေးလိုက်ပါတယ်။သူတို့အားလုံးအမ်ပယ်ယာဆောင်းမျိုးကိုပြန်ပြီးတော့လေ့ကျင့်ရေးတွေဆက်လုပ်ပြီးဆုံးဖြတ်လိုက်ကြပါတယ်။မင်းသမီးလေးရှာလော့ကသူတို့ကိုကဘာပြန်ပိုးပေးဖို့နေနဲ့ဆက်ရှာပေးမှလူကတိပေးထားပေမဲ့တန်ကြီးကတော့ဒီကဘာမှာသူငယ်ချင်းတက်တွေနဲ့ချိန်ဖြုံးကြတော့သဘောကျနေပြီမို့အေးစစ်ဆေးမှလုပ်ဖို့ပြောလိုက်ပါတယ်။တန်ချီကျသူငယ်ချင်းတို့ကဘယ်တော့မှထပ်ထိခိုက်မခံဘူးလို့ကြုံဝါရင်အပိုင်ယာမျိုးကိုပြန်သွားတဲ့ချိန်မှာတော့နောက်ကွယ်ကကြိုးကင်နေတဲ့လိုဝက်စမ်းကျဲမျိုးသမီးကြီးကသူမရဲ့တလင်းကြောက်လုံးကနေတစ်ဆင့်တန်ကြီးကိုစောက်ကြည့်နေပါတော့တယ်